ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ပထမဆုံးပြောရမယ်အကြောင်းအရာကကျွန်တော်ခင်ဗျားတို့ဒီအပိုင်းတွေမှာပွဲတွေဖြစ်နေတာလေးလိုက်ကြည့်နေကြလိမ့်မယ်ထင်တယ်သူတွေကပွဲတပွဲပြီးတပွဲအဲ့ဒါကြီးပတ်ကြည့်ပြီးတော့မြန်မာနိုင်ငံလဲဘာတွေဖြစ်ကုန်မှမသိဖြစ်ကုန်ကြပြီထင်ပါတယ်နော်အခုဒီပိုင်းပွဲကတော့တရင်ဖြစ်နေတော့မပါဘူးဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်မိတာပေါ့ Facebook ဒီ social media တွေ TikTok တွေပုတ်လိုက်တဲ့အခါမှာတွေ့ရအမြင်မတော်ဘူးပေါ့ဗျာဟိုမှာ food blogger နဲ့ဘာလဲအကောက်ခွန်ဆိုလားရှေ့နေဆိုလားဦးလေးနဲ့ဇလန်းတွေလည်းပွဲတွေစူးနေပွဲတွေဖြစ်နေနော်အဲ့ပွဲတွေဖြစ်ပြီးတော့မှသူမှန်နဲ့ငါမှန်နဲ့ဟိုလူမိုက်ဒီလူမိုက်နောက်ဆုံးအဲ့ဒီဟိုအစိုးရဝန်ထမ်းဆိုတဲ့ပုံကိုဘယ်လောက်ချမ်းသာနေလဲမြင်လားဆိုတာနဲ့အကုန်ပတ်လေရိုက်ပြီးတော့ဟိုဘာခေါ်လို့ဆိုတော့တယောက်တစ်ယောက်ဝါဖြစ်ကြတဲ့ဇလန်းတွေလည်းကူပွဲစူးနေအဲ့ဒါလည်းခင်ဗျားတို့စိတ်ဝင်စားနေကြတယ်ထင်ပါတယ်နော် food blogger မျိုးသမီးနဲ့ဟိုရှေ့နေဆိုလားအကောက်ခွန်ဆိုလားဦးလေးနဲ့ပေါ့နော်ဇလန်းလည်းပွဲစူးနေအဲ့ပွဲထဲပို့ပြီးတော့ရည်စရာကောင်းတဲ့ပွဲကဘာလဲဆိုတော့ဟိုဘာလဲမြန်မာစတာအောင်ခန့်ပိုင်ကိစ္စအောင်ခန့်ပိုင်မတီးအောင်ဟာကိစ္စပေါ့ကျွန်တော်တို့အဲ့ဟာကိုကျွန်တော်မြင်တော့စိတ်ထဲမှာဘာတွေးမိလဲဆိုတော့လေလူတွေရှိရနေဒီလက်ကုပ်တန်းချူချင်တာလားဒါမှမဟုတ်လေ attention ရှာတာလားဒါမှမဟုတ်ဒီဘာလဲဆိုတော့ social မှာ Trump ဖြစ်အောင်လုပ်ချင်တာလားဘာလုပ်ချင်တာလဲတော့ကျွန်တော်မသိဘူးမြန်မာစတာကိုလုပ်တဲ့အဖွဲ့တွေသူတို့နဲ့မြန်မာစတာပြိုင်ပွဲလုပ်တဲ့အဖွဲ့တွေပို့နေပြောရင်အဲ့ဒီပဲ့ကိုင်ရှင်တွေပေါ့ဗျာတော်တော်လေးညံနေတယ်လို့ကျွန်တော်မြင်တယ်ညံနေတယ်တော်တော်လေးကိုသူတို့ဟိုပေါ်ပင်လန်းကိုတအားလိုက်လုံးတယ်လို့ကျွန်တော်မြင်တယ်ဟိုအောင်ခန့်ပိုင်ကိုသုံးတာပြဿနာမရှိဘူးဒါပေမဲ့အောင်ခန့်ပိုင် e-ski နဲ့ပေါက်တက်ကဲပြောတဲ့ကိစ္စကပြဿနာတက်ပေါ့နော်ဟိုသူရည်စရာကောင်းနေတော့ဗျရည်စရာကောင်းတော့ပေါ့ကျွန်တော်နားလည်ထားတဲ့ host တွေကအဲ့လိုမျိုးဟာတာဆိုလားဟာတာဆန်တကယ်ဟာတာဖြစ်ရမယ်ဟာတာမှန်လည်းလူသိရမယ်အခုကဟာတာမဟုတ်ဘဲနဲ့ပေါက်တက်ကဲလောက်တာဖြစ်တော့အဲ့ပေါက်တက်ကဲလောက်တာကိုလူတွေကအခုပြောကျွန်တော်ကပြောနေရပြီဆိုတော့ဒါကြီးက trend တစ်ခုလိုမျိုးပေါက်တာကိုအဲ့ဒါကိုမြန်မာစတာပိုင်ရှင်တွေကအဲ့ဒါကိုလိုချင်တာလားမသိဘူးလူတွေရဲ့ဘာလဲဆိုဟာဘာကြီးမလဲမသိဘူးကွာဒီပေါက်ကဲရှော့လို့တဲ့အဲ့ပြောတာကြီးကိုပဲသူတို့လိုချင်တာလားမသိဘူး quality ကိုပြချင်တာလားဒါမှမဟုတ်ဘာကိုပြချင်တာလဲမြန်မာစတာလူတွေကိုပြန် review လုပ်ဖို့လိုမြန်မာစတာဟိုဒိုင်နေရောမြန်မာစတာပိုင်ရှင်တွေရောအဲ့ဝင်လုပ်တဲ့သူတွေရောပြိုင်တဲ့ကလေးတွေတော့တနာပါတယ်ဘာမဆိုင်ညာမဆိုင်ခံရတော့ကလေးတွေတော့သူတို့က star ဖြစ်ချင်လို့ဒီအဆိုနဲ့ပတ်သက် star ဖြစ်ချင်လို့လာပြိုင်ကြတာဒါပေမဲ့ဒီ host လုပ်တဲ့သူကအောက်ခပိုင်ဆိုတော့ရိုးတန်းပြောလဲရပါတယ်ပထမတစ်ခေါက်ကျွန်တော်မြင်လိုက်တယ်ဟိုပြိုင်ပွဲကထွက်မဲ့လူတွေကဝမ်းနေရမယ်ဆိုအောက်ခပိုင်ရတခါတည်းဝမ်းနေတိုင်းနဲ့ဟိုတခါတည်းငိုတော့မဲ့အတိုင်းနဲ့ပြောအဲ့တည်းကကျွန်တော်စဉ်းစားနေ over ဖြစ်နေတယ်ဟိုပြိုင်တဲ့ကလေးတွေတော့ရီကုန်ပြီသူဒါပထမတစ်ခါအဲ့ဒီကိုကျွန်တော်ကြည့်ရတယ်ဘာလို့ဒီကွာကြည့်ရတော့ဒါတော့လေလို့ attention ရှာတာမြန်မာ star ဖွဲ့တွေကဘာလို့ဆိုငပိန်းဖမ်းတာပေါ့အခြားလူတွေရဲ့ဒီဘာလို့ဆိုလူတွေရဲ့ quality ကိုပြပြီးမလုပ်တတ်တဲ့ခါကိုယ်အရေးသူပြမလုပ်တတ်တဲ့ခါလူတွေကိုဒီပေါက်တော့ရလူတွေကို bad reaction တွေရအောင်လုပ်ပြီးတော့လူတွေချက်နေ Trump ဖြစ်အောင်လုပ်တဲ့သဘောမျိုးအဲ့ဒါတော့နှိမ့်ကြပါတယ်အမှုပညာအရေးသွေးနှိမ့်ကြပါတယ်စီစဉ်သူတွေရဲ့အရေးသွေးလည်းနှိမ့်ကြပါတယ်နောက်ပို့ဆိုးသွားတာကိုနောက်ဆုံးကြီးရောက်ကထက်လာအခုဒီနေ့ထိတော့မြင်နေရကျွန်တော်လည်းစိတ်တွေညစ်သွားတယ်အဲ့ဒါဘာလဲဆိုတော့ဟိုကလီမာလီတွေကအင်္ဂလိပ်သချင်းဆိုကြတာအဲ့ဒါသူတယောက်ကမေးတယ်ဘာလဲနေရောဟိုအင်္ဂလိပ်သချင်းနာမည်ဘာသချင်းလဲပေါ့ဆိုတော့ဟိုပြီးတော့ sound names က all of me လို့ပြောတာ all of me ပြန်ပြောဆိုတော့ sounding all me sounding all me ဒီຢာသေးတယ်ကျွန်တော်ရည်သေးတယ်အဲ့ဒီຢာသေးတယ်ပို့ဆိုးသွားတာက sounding all me လို့သူကပြောချလိုက်လို့ဟိုကကလေးတွေကရည်တဲ့ခါကျတော့ဒီသချင်းလေးရတာရည်စရာသချင်းလေးဖြစ်လိမ့်မယ်ပေါ့ဟာတာသချင်းလေးဖြစ်ပြီးတော့ကျွန်တော်တော်တော်လေးအားတင်သွားတယ်ဗျာဟိုကျွန်တော်တို့တိုင်းပြည်ကအဲ့လောက်တောင်ချင်းနေဆိုးသလားပေါ့နော်ကျွန်တော်တို့တိုင်းပြည်အဲ့လောက်ချင်းနေဆိုးသလားအဲ့လိုမျိုးတွေပောက်ကရလုပ်ပြီးတော့လူတွေရဲ့ attention ကိုရှားတဲ့အထိဖြစ်သွားတာလားပေါ့နော်ဆိုတော့ကျွန်တော်စဉ်းစားပါနောက်တစ်ခါပို့ဆိုးသွားတာမှာသူအင်္ဂလိပ်လိုမပြောတာကြာပြီပေါ့အင်္ဂလိပ်လိုပြောတာကြာပြီဖြစ်တဲ့သူအင်္ဂလိပ်ကူနဲ့ပြောရင်ပေါ့ဆိုပြီးတော့သူဟာဟာယူသွားလို့တယ်ပြီးလည်းပြီးတော့နောက်ကထပ်ပြောပောက်ကရဟိုကလေးကပြောတာတကယ်ပြောတယ်သူကပောက်ကရသွားလို့ကျွန်တော်စဉ်းစားနေတယ်လွဲနေဗျာနော်ပုံလည်းလွဲနေတယ်ကျွန်တော်လည်းအများကြီးဒီပုံမှာအများကြီးပြောချင်ပေမဲ့လွဲနေတယ်ဗျာကျွန်တော်တို့အဲ့တော့ဒါရီယာလူတွေကြားထဲမှာကူလို့ Trump ဖြစ်ပြီးတော့ hot ဖြစ်တဲ့ issue ကြောင့်နှစ်ခုပေါ်တယ်ဒါကလည်းရှိပါသေးတယ်အဲ့တော့ဒီနေရာမှာဟိုကိစ္စကတော့ food blogger ကိစ္စကိုထားပါတော့ဒီမြန်မာစတာအုပ်စုကတော့ခင်ဗျားတို့ပညာရှင်တွေကိုမွေးထုတ်တာလား professional ကလေးတွေကိုမွေးထုတ်နေတာလားရွေးပုံလေးတွေမွေးထုတ်ချင်တာလားဒါမှမဟုတ်ခင်ဗျားတို့မြန်မာစတာကြီးလူကြိုက်များလူတွေကြိုက်ကြည့်ရင်ပြီးရောကွာလူတွေကြားထဲမှာမြန်မာစတာအကြောင်းပြောရင်ပေါက်ရင်ပြီးရောဆိုပြီးတရားဖို့သုံးဖို့တွေရှောက်လုပ်နေတာလားဆိုတော့ခင်ဗျားတို့စဉ်းစားကြဖို့လိုတယ်ဗျအဲ့လောက်နှိမ်ပါတဲ့ညံရီလောက်နဲ့တော့ဒီပြိုင်ပွဲကိုမလုပ်သင့်ဘူးလို့ကျွန်တော်မြင်တယ်အဲ့ passion ကိုပြောတာတော့ passion ဘယ်သူလဲကျွန်တော်မသိဘူးစိတ်လဲဝင်စားဘူးဒါပေမဲ့ခင်ဗျားတို့ကိုယ့်လိုရဲ့ကိုပြန်ကြည့်ကြအောင်ကိုယ့်ပွဲရဲ့ဘာဖြစ်နေလဲဆိုတော့နော်ပြန်ကြည့်ကြအောင်လို့တော့ကျွန်တော်ပြောချင်တယ်ဗျာနော်ဒါလေးကတော့
ဂျုံကြလူပေါ့ဗျာလူတွေကြားထဲမှာအမြင်မတော်တဲ့ခါကျတော့ကျွန်တော်တို့လည်းဝန်ဆော်ရတဲ့သဘောဖြစ်သွားတော့အဲ့လိုဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီဘာဖြစ်ဆိုတော့ဒီ ICJ ရောကနေပြန်လာတဲ့ဥက္ကူလိုင်တို့ဒေါ်တီတာဦးတို့ကိုကြိုးစိုးတဲ့ပွဲဒီနေ့ရန်ကုန်မှာကျင်းပကြပါတယ်ရန်ကုန်လေဆိပ်မှာလူကတော့လေဆိပ်မှာရှိတဲ့လမ်းမကြီးပေါ်လူစိတ်ဆိုမှလူကတော်တော်ပြည့်သွားတယ်တော်တော်ပြည့်သွားတယ်လူထောင်နဲ့ချီလို့ကျွန်တော်သိရတယ်လူထောင်နဲ့ချီပြီးတော့ဒီလေဆိပ်ဟွာကိုလာပြီးကြိုးစိုးကြတယ်ပေါ့ဗျာလာကြိုးစိုးကြတာတွေ့ရတယ်ဆိုတော့ဘာပဲပြောဒါဘာလဲဆိုတော့မြန်မာတွေရဲ့ဒီကိုယ့်နိုင်ငံကိုမချစ်အောင်နာတတ်တဲ့ကိုယ့်နိုင်ငံကိုချစ်တတ်တဲ့စိတ်ပြတာပေါ့ဒါကိုပြတာပြီးတော့ကိုယ့်နိုင်ငံအတွက်ဥဆောင်ကာကွယ်ပေးကြတဲ့ပညာရှင်တွေအပေါ်မှာလေးစားတမိုးထားမှုပြတာဂုဏ်ပြုတာပေါ့နော်ဆိုတော့ကောင်းပါတယ်ဥကိုလိုက်လည်းအဲ့မှာသူလာကြိုဆိုတဲ့သူတွေကိုသူဒီဟိုပေါ့စကားပြောတော့စကားပြောတဲ့ခါကျတော့လေသူဘာပြောသူပြောပဲဒီပွဲကတည်ရမရှိဘူးပူးတွဲတည်ရလည်းမရှိဘူးပူးတွဲအနိုင်ရှုံးဆိုလည်းမရှိဘူးဒီပွဲကအနိုင်နဲ့အရှုံးမရှိတယ်အဲ့တော့ဒါလည်းသူပြောတယ်ပြောကျွန်တော်တို့မြန်မာဘက်ကတော့တက်နေတော့အချက်လက်တွေအကောင်းကောင်းစုပြီးတော့ကောင်းကောင်း defend လုပ်ခဲ့ပါတယ်ဒါပေမဲ့ဆုံးဖြတ်ချက်ကတော့ဒီ ICJ နဲ့ OIC နိုင်ငံကလူတွေဆုံးဖြတ်ကြမှာ OIC နိုင်ငံကလူတွေကပတ်စံချမ်းသာတယ်နောက်ကနေငွေနဲ့လိုက်ပြီးတော့လိုက်ပြီးတော့မနိုင်နိုင်အောင်သူတို့လောက်ကြမယ်သဘောတော့ရှိတယ်ရှုံးရင်ဘာဖြစ်မလဲမင်းဟိုရှုံးရင်ဘာဖြစ်မလဲဆိုရင် ICJ အမိန့်ချတာကိုမလိုက်နာခြင်းလည်းရပါတယ်ဒါပေမဲ့မလိုက်နာလည်းရတယ်ဒါပေမဲ့မိန့်ချလိုက်ရင်ကျွန်တော်တို့က genocide လုပ်တဲ့ country ဖြစ်သွားမယ်နော်လူမျိုးသုံးတပ်ဖြတ်တဲ့တိုင်းပြည်ဖြစ်နေကျွန်တော်တို့ကမွန်တက်ခံရမယ်ရှုံးရင်ပေါ့နော်အနည်းဆုံးတော့နာမည်ကုန်သတင်းပျက်စီးမယ်နိုင်ငံကုန်သတင်းထိနိုင်ငံကုန်သတင်းထိကြိုက်တော့ဆိုတော့အဲ့ဒါမျိုးတော့ဖြစ်မယ်ကျွန်တော်ကတော့မလိုက်နာလည်းရပါတယ်သို့တော့နိုင်ငံတော့နာမည်ပြတ်တာပေါ့ဗျအဲ့ဒါလေးတော့ရှိတယ်နာမည်ဖြတ်ခံရတော့နိုင်ငံတော့အဲ့တော့ဥလိုလိုက်တော့အကောင်းဆုံးကြိုးစားပြီးကြတယ်လူတွေလည်းအများကြီးပဲလူထောင်နဲ့ချီတွားကြပဲလူ2000ကျော်တယ်ကျွန်တော်သိတာမနေ့ကကျွန်တော်တချို့တွေကပြောလူ2000လောက်လာလိမ့်မယ်လို့ပြောတယ်ဒီနေ့ကျွန်တော်မေးကြည့်တော့လူ1000ကျော်2000နီးပါးထောင်နဲ့ချီတယ်တော်တော်များပါတယ်လူကပြည့်တယ်လူ line ကိုပြည့်ကြတယ်လူပင်လဲလို့ပဲတုံးကြတာပေါ့နော်အဲ့လိုဖြစ်သွားတယ်ဒါပါလဲဆိုတော့ကိုအဲ့တွားကြတဲ့လူငယ်လေးတွေကလေးချက်တွေအများကြီးပဲလူငယ်တွေအများကြီးပါတယ်လူငယ်လေး PC ကလေးတွေ14 16 16 18 19 20 25အောက်ဒီ30ဒီအဲ့တူလည်းနည်းနည်းအထက်ကြီးလိုက်လည်းပါပါတယ်အများကြီးလူတော်များတယ်တော်တော်များများကိုမြန်မာတွေကတော့ပြတ်သားခဲ့ပါတယ်ဆိုတော့ဘာပြောအဲ့လူအားလုံးတွေလည်းတကယ်ကိုချီးကျူးပါတယ်ကိုလည်းဂုဏ်ပြုပါတယ်အမှုပညာရှင်တွေရဲ့တချို့တွေလည်းသွားတာတွေ့ရပါတယ်တချို့တွေလည်းသွားတာတွေ့ရပါတယ်ဘာပြောသွားတဲ့အတွက်လည်းဝမ်းသာပါတယ်တချို့တွေသွားတဲ့သူတွေအတွက်လည်းဝမ်းသာပါတယ်မသွားတဲ့လူတွေလည်းမသွားတာဘာမှဖြစ်ပါဘူးခင်ဗျားတို့ကိစ္စပါဒါပေမဲ့ကျွန်တော်တို့ကခင်ဗျားတို့မပါလဲဘာမှမဖြစ်ဘူးဒီတိုင်းပြည်ကခင်ဗျားတို့မရှိလဲတိုင်းပြည်ဆက်သွားအောင်ခင်ဗျားတို့တိုင်းပြည်မရှိလဲခင်ဗျားတို့တိုင်းပြည်မချစ်လဲခင်ဗျားတို့တိုင်းပြည်မရှိလဲဒီတိုင်းပြည်ကိုချစ်တဲ့သူတွေနဲ့ဆက်ပြီးခီးသွားအောင်တိုင်းပြည်ရဲ့အနာဂတ်ကချစ်တဲ့သူတွေနဲ့ပဲထူသွားအောင်မချစ်တဲ့သူတွေကလှုပ်ချင်တယ်လှုပ်ကြပါဗျာကြိုက်သူလှုပ်ကြပါချစ်တဲ့သူတွေနဲ့ပဲတိုင်းပြည်ခီးကိုဆက်မှာပဲနော်ဆိုတော့ဒါလေးကဒီနေ့ ICJ ကိုတွားကြတဲ့လူတွေနဲ့ပတ်သက်လို့ဟိုပြောပြရတာပေါ့နော်ဆိုတော့ဒါတစ်ခုကပြီးတော့နောက်တစ်ခုကဒီ CDM ကိစ္စပေါ့နော် CDM ကိစ္စကိုအစိုးရကကြေညာချက်တစ်စောင်ထုတ်တယ်ပေါ့နော်အစိုးရကြေညာချက်ထုတ်တယ်ဘာလို့ဆိုတော့အစိုးရကြေညာချက်ကတော့ဒါမင်းညာထုတ်တဲ့ကြေညာချက်ကဘာပါလာလဲဆိုတော့ဒီ CDM လုပ်တဲ့သူတွေကိုပြန်ခေါ်တဲ့ဟာပေါ့ဗျာပြောတယ်ပြန်ခေါ်တဲ့ post ပါပဲပြန်ခေါ်တဲ့ post ပါပဲဆိုတော့ဒီဟာကျွန်တော်ဖတ်ကြည့်လိုက်တဲ့ခါကျတော့သူထုတ်ပြန်ချက်ကိုကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့ဒီဝန်ထမ်းချို့ဟာတဲ့နော်နိုင်ငံဝန်ထမ်းချို့ဟာအကြောင်းမျိုးကြောင့်ခွင့်ပြုချက်မရှိဘဲနဲ့လုပ်ငန်းခွင်ကိုစွန့်ခွာသွားတယ်ပေါ့ဒီ21ခင်းချင်းကနေစစွန့်ခွာသွားတယ်ပေါ့နော်ဆိုတော့အဲ့တော့စွန့်ခွာသွားတဲ့အတွက်တက်ဆိုင်ရာဌာနဆိုင်ရာတွေမှာ blacklist စီးနေဝင်သွားတယ်အဲ့ဒါကြောင့်မလို့စိုးရိမ်ပူပန်မှုတွေနဲ့တခါထပ်ပြီးတော့ထွက်ပြေးတိတ်ချောင်မှုတွေနိုင်ငံခြားထွက်ပြေးလာရရှိတယ်ပေါ့နော်ရှိကြတယ်ပေါ့ဆိုတော့အဲ့လိုရှိကြတယ်လို့သိရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဝန်ထမ်းတွေအနေနဲ့ကိုရောက်ရှိနေတဲ့နေရာမှာရှိတဲ့ရခိုင်တာဝန်ထမ်းဆောင်ခဲ့တဲ့ဌာနတွေရဲ့ရုံးတွေကို၎င်းတဲ့နီးစပ်မြို့နယ်ခွဲမြို့နယ်ခရိုင်တိုင်းဒေသကြီးပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများထံသို့၎င်းတဲ့အကယ်ပြပရောက်တယ်ဆိုလေသက်ဆိုင်မြန်မာနိုင်ငံတန်ယုံတွေစစ်တန်ယုံတွေကောင်စစ်ဝင်ယုံတွေကို၎င်းတဲ့ပြန်လဲသတင်းပေးဖို့ဆက်သွယ်ပါရန်တဲ့နောက်ဆက်သွယ်လာတဲ့သူတွေကိုလည်းစစ်စစ်ပြီးတော့ပြည်မှုကျူးလွန်ခဲ့ခြင်းမရှိတဲ့ဝန်ထမ်းများနဲ့ပြည်မှုကျူးလွန်တဲ့ပြီးတော့ပြည်ထောင်ကြားခံပြီးတော့လဲ blacklist ဝင်နေသူများကိုတဲ့ blacklist စင်းရနေဖြေလျှော့ပေးလျက်ရှိပါတယ်ဆိုပြီးတော့ဒါဒီမြို့သားကာဝေးတဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့နေထုတ်ပြန်ကြေညာတယ်ဆိုတော့ဗျာခင်ဗျာကျွန်တော်ပဲထားပါတော့ကျွန်တော်က CDM လုပ်သွားတယ်ဆိုပါစို့ CDM လို့ကျွန်တော်ထိုင်းမရောက်နေဆိုပါစို့ရောက်နေရင်ကျွန်တော်အကြောင်းဆရာပေါ့ဗျာကျွန်တော်အကြောင်းဆရာအောင်တော့မဖြစ်ချင်အကြောင်းဆရာဖြစ်ချင်တယ်ဆရာအောင်တော့မဖြစ်ချင်အဲဆိုကျောင်းဆရာပို့ပြီးကျွန်တော်ပို့ပြီးတော့ခုနောက်ပဲကျောင်းဆရာအလုပ်ကပို့တော့မှပဲဂုံရှိတယ်လို့ကျွန်တော်မြင်လာတယ်ဆရာအောင်နဲ့စာရပေါ့နော်အဲ့တော့ဆရာအောင်ပဲမဖြစ်တော့အဲ့တော့ဒီကျွန်တော်ဆရာအောင်ကျောင်းဆရာဆိုပါတော့ဗျာကျောင်းဆရာဆိုပါတော့အဲ့တော့ကျွန်တော်က CDM လုပ်ပြီးတော့ထွက်သွားတယ်ပေါ့အစကတော့လုံတုံးထောင်ဆန္ဒပြလို့ငါအမြ blacklist သွင်းမိလားမသိဘူးဆိုပြီးလန့်ပြီးတော့စိုးရိမ်ပြီးတော့ငါအမြဖမ်းမလားမသိဘူးစိုးရိမ်ပြီးတော့နိုင်ငံထွက်သွားရင်လည်းကိုမသွားနေရင်လည်းနောက်ဆုံးမှဟိုဘာခေါ်လဲဆိုကိုကလုံးဝ CDM ဖြစ်သွားတာပေါ့နော်ဖြစ်သွားတဲ့ခါကျတော့ okay အဲ့လိုဖြစ်သွားပြီဆိုတော့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ထိုင်းကျွန်တော်ချင်းမိုင်မှာဆိုကောင်းစစ်ဝင်ရုံသွားပြီးဆက်သွယ်ပြီးတော့ကျွန်တော်တို့မူလတာဝန်ကျွန်တော်ဒီနိုင်ငံတော်တာဝန်တွေပြန်ထမ်းဆောင်ကြပါလေကျွန်တော်ရှေ့မှာတော့ဒါတွေလုပ်ခဲ့ပြီဒါတွေမှားပါတယ်ဒါတွေလုပ်ခဲ့ပါတယ်ကျွန်တော်ပြန်ပြီးတော့ဘယ်လိုလုပ်လို့ရမလဲခင်ဗျာဆိုပြီးသွားဆက်သွယ်
ထပ်တော်လို့ရှိရင်သက်ဆိုင်ရာကောင်းစေကိုယုံနေရလဲအဲ့ဒါကိုလက်ခံပြီးတော့အတီးပြုတ်ပြီးတော့သက်ဆိုင်ရာသူ့ရဲ့ data ချက်လက်တွေကိုသက်ဆိုင်ရာဝန်ကြီးဌာနစီစာပို့အကြောင်းကြားပို့တဲ့ခါဟိုကစစ်ဆေးတဲ့ခါသူဒီပြစ်မှုနဲ့ပတ်သက်လို့ရှိရင်လူတက်မှုတွေလူရဲမှုမဒိန်းမှုဘောင်းညာဆက်ဒီရာဇဝတ်မှုတွေလုံးမထားဘူးဆိုရင်နိုင်ငံရေးနဲ့ဆက်ဆက်ပြီးသူကြောက်လန့်ပြီးထွက်သွားတာမျိုးဆိုရင်လာခဲ့ပြန်လာလို့ရတယ်လက်ခံတယ်ဆိုတာမျိုးတွေပြောတာပေါ့နော်နိုင်ငံရေးနဲ့အယူဆမတူလို့သွားတဲ့ဟာမျိုးတွေကလက်ခံတယ်လူတက်တာတွေမရင်းချင်တာတွေရာဇဝတ်မှုတွေကြီးကြီးမားလုပ်ထားရင်တော့ဒါအဲ့ဥပဒေနဲ့အညီရေးခံပေါ့အဲ့လိုအဲ့တော့ CDN လောက်ကြာရင်နဲ့ blacklist ဝင်ထားရလေရှိအဲ့တော့ဝင်ထားရင်လည်း blacklist ကိုဖြီးပြီးမယ်နောက်တစ်ခါပြန်ပြီးတော့မူလဟိုသက်ဆိုင်ဌာနဆိုင်မှာပြန်တာဝန်ထမ်းဆောင်နေတယ်ဆိုလဲစီစဉ်ပေးမယ်ဆိုတာမျိုးနိုင်ငံတော်ကထပ်ပြီးတော့ဖြေလျှော့ပေးတာဆိုတော့ပြောရတော့နိုင်ငံတော်ကသူ့ရဲ့မြစ်တာကိုထပ်ပြတော့ပေါ့ဗျာနိုင်ငံတော်ကသူ့ရဲ့မြစ်တာကိုပြတာပေါ့နိုင်ငံတော်ကတော့ဒီလိုပါပဲမြစ်တာပြပါတယ်ဟိုဆိုးတဲ့သားသမီးလေးဆိုးတဲ့အရောက်ဟိုလိမ္မာတဲ့သားသမီးလေးလိမ္မာတဲ့ရောက်ပေါ့နော်ပြဿနာကတော့ဒီပြည်တွင်းမှာကြံနေခဲ့တဲ့နိုင်ငံပြည်တွင်းမှာကြံနေခဲ့တဲ့ဝန်ထမ်းတွေကြတော့နိုင်ငံနဲ့ကြတော့ဒါလိမ္မာတဲ့သားသမီးတွေပေါ့ဗျာထွက်ပြေးသွားတဲ့လူတွေကြတော့သားစုသမီးဆိုးလေးတွေပေါ့သားစုသမီးဆိုးလေးတွေဆိုပြီးတော့မိဘကလည်းပြစ်ထားလို့မရဘူးဗျအဲ့တော့ပြန်ခေါ်ရတော့ဒီသားစုသမီးဆိုးတွေကိုဒိုးကွာဆိုပြီးတော့တတလုံးမခေါ်ဘူးကွာဆိုပြီးပြစ်ထားလို့မရဘူးမိဘဆိုတာတော့မိဘစိတ်ရှိတာဟုတ်အဲ့တော့ပြန်ခေါ်တာအဲ့တော့ပြီးတော့မှကြံနေတဲ့လူလိမ္မာသားလိမ္မာသမီးလိမ္မာလေးတွေကြတော့စိတ်ထဲမှာတော့ငါတို့ဖေကကြည်သက်မအောင်သားစုသမီးဆိုးကိုကြတော့ပြန်ခေါ်တယ်ငါတို့ကြတော့ကြည်တော့မကြည့်ဘူးဆိုတာမျိုးတချို့တွေးကောင်းလဲတွေးပါလိမ့်မယ်အဲ့လိုတွေးရင်လည်းမတွေးပါနဲ့ဒါဒီကျွန်တော်တို့ဒီနိုင်ငံသားတွေအားလုံးမိသားစုကြီးပါပဲကိုမိသားစုတွေကတာစုသမီးစုတယောက်ကိုမောင်နှမစုတယောက်ထွက်သွားလို့ကောင်းရကောင်းမှုနဲ့ပြန်လာခဲ့ပြီဆိုရင်လည်းကြိုးစုပေးရမှာကျွန်တော်တို့နိုင်ငံသားတွေရဲ့နိုင်ငံချစ်စိတ်နိုင်ငံသားချင်းချစ်စိတ်နဲ့ဆိုင်ပါတယ်ကိုညီကိုမောင်နှမချစ်တဲ့စိတ်နဲ့ဆိုင်ပါတယ်အဲ့တော့ကြိုးစုတင်တာလည်းပြန်ကြိုးစုပေါ့ဗျာတော်တော်ဆိုးဆိုးဝါးလို့သွားတဲ့ကောင်းလေးဆိုရင်လည်းစကားမပြောချင်မပြောနဲ့ပတ်သက်တော့ဗျာဒါပေမဲ့ဒီအိမ်ကသူတို့နဲ့သက်ဆိုင်နေသေးတယ်ဘာလို့မြန်မာနိုင်ငံကိုအိမ်လို့တတ်မှတ်ရင်အဲ့ဒီအိမ်ထဲမှာမွေးဖွားကြီးပြင်းလာတဲ့သူတွေအားလုံးကမောင်နှမတွေဖြစ်တယ်အဲ့တော့မောင်နှမတွေဖြစ်လာတဲ့အခါဒီအိမ်ကိုဒီမောင်နှမတွေတယောက်ကကိုမကြိုက်ရင်တော့ဒီအိမ်ကို तू ကဆိုင်နေသေးတယ်ဒီအိမ်နဲ့ तू ကဆိုင်နေသေးတယ်အိမ်နဲ့မသက်ဆိုင်တော့သူမဟုတ်ဘူးအိမ်နဲ့သက်ဆိုင်နေသေးတယ်သူ့အိမ်ကို तू ပြန်လာတဲ့ကိစ္စကိုကျွန်တော်တို့ပြင်နိုင်ရင်တော့ဟိုလက်ခံကြိုးစုပေးရမယ်လက်မခံမကြိုးစုခြင်းလဲကျွန်တော်တို့အဲ့ဒါကိုသွားပြီးပြစ်ပယ်ပိုင်ခွင့်တော့မရှိဘူးသူ့မှာသူနဲ့ဒီအိမ်နဲ့သူနဲ့ဆိုင်နေသေးတာအဲ့တော့ဒါလေးကိုလည်းကျွန်တော်တို့တချို့ပြည်နှမှာရှိတဲ့နိုင်ငံဝန်ထမ်းတွေသိစေချင်ပါတယ်သူခင်ဗျားတို့ရဲ့အနစ်နာခံပေးခဲ့မှုတိုင်းပြည်ကိုချစ်မြတ်နိုးခဲ့မှုတားကောင်းသမီးကောင်းတွေဖြစ်နေနေထိုင်ပေးခဲ့မှုဟာတိုင်းပြည်ကမှတ်ကြောက်တင်ထားပြီးသားပါကျွန်တော်တို့တဦးချင်းစီကလည်းမှတ်ကြောက်တင်ထားပြီးသားပါဂုံယူချီးကျူးပြီးသားပါเนาะအဲ့တော့ဟိုသားစုသမီးတို့တွေကြတော့ကျွန်တော်တို့ကဒီကောင်တွေဘယ်ချင်းထားဖောင်မလဲဆိုတဲ့ချက်နဲ့ပဲပြန်နေစောင့်ကြည့်ရပါเนาะအဲ့လိုတော့ရှိတာပေါ့ဆိုတော့အဲ့လိုတော့ကြွားပါတယ်အဲ့တော့တချို့တွေစိတ်ထဲမှာဟိုမကြည်မနှလေးဖြစ်ရင်မကြိုက်ရင်ပေါ့ဗျာအဲ့ဒါလည်းသိခံကြပါဗျာဘာလို့ဆိုဟိုကျွန်တော်တို့တိုင်းပြည်မှာဒီတိုင်းပြည်မှာရှိတဲ့ဒီနိုင်ငံကမွေးတဲ့လူတွေချင်းချင်းမှာဒီမောင်နှမတွေကြားထဲမှာဒီလိုတော့ရှိတတ်ပါတယ်ဆိုတော့သိစေချင်တာပါเนาะဆိုတော့တခုတော့ရှိတော့ဗျာကျွန်တော်နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ကလည်းဟိုတားစိုးသမီးစိုးတွေကိုကြတော့အသေးအတန်ပြန်ခေါ်ပြီးတော့ပြန်ဟောပြီးတော့ပြီးတော့အေးတားကောင်းသမီးကောင်းလေးတွေတားလေးပါသမီးလေးမာတွေကြတော့ပြစ်ထားတာမျိုးလေအရင်ပြစ်ထားမျိုးလေမလုပ်ဖက်နဲ့တင့်တော်တို့ထိုက်တဲ့တို့ချီးမြှင့်မြောက်စားတာချီးမြှောက်တာမျိုးလေလုံးတင်ပါတယ်ပေါ့နော်လုံးတင်ပါတယ်ပြီးတော့နိုင်ငံတော်အကြီးအကဲတွေကြတော့လေအဲ့လိုမှမခေါ်ရင်ဘယ်လိုလုပ်မလဲဗျာကိုနိုင်ငံသားတွေဆိုတော့အဲ့လိုရှိဒါကြောင့်မလို့ကျွန်တော်တို့မျှကြီးတွေးပြီးပါတယ်ဟိုပြီးတော့မှရှိတဲ့ကြံနေခဲ့တဲ့သစ္စာရှိနဲ့လှုပ်ကြတဲ့သူတွေတားကောင်းသမီးကောင်းတွေရဲ့ခံစားချက်ကိုလည်းကျွန်တော်နားလည်ပါတယ်ဟိုတားစိုးသမီးစိုးတွေကိုပြန်ခေါ်တဲ့ဟိုမိဘရဲ့သဘောထားကိုလည်းကျွန်တော်နားလည်ပါတယ်တခါဥပကတားသူသမီးတို့တွေကလည်းကြည်နေမှာပဲဒါကိုရှိုးနေမှာငါတို့ပြန်ဝင်လို့ရရလားငါတို့ပြန်ဝင်လာရင်ငါတို့ဖမ်းမလားငါတို့များဘာလုပ်မလဲစိုးရိမ်ကြတယ်ရှိတယ်မယ်ဗျအဲ့တော့မြေတို့ပင်ရှိစေကမူပြန်လာလို့ပြန်ရောက်လို့အေးအေးဖြစ်နေလူတွေအများကြီးရှိပါတယ်ရှေ့ကနမူနာတွေကြည့်ပါဥပမာဆိုကြပါစို့ခင်ဗျာဆိုတော့ GFAT တို့ပြန်လာတာပဲဘာဖြစ်လို့လဲဘာဖြစ် AC ပဲဒီမှာသူတို့ဘာဖြစ်ခံဘာဖြစ်အဲ့တော့ကျွန်တော်တို့ပြည်သူတို့လည်းဟိုကရင်ပြည်နယ်တွေကနေပြန်လာတာပဲနောက်ဆုံးပြန်ကြည့်လိုက်ပြန်လာတာပဲเนาะအဲ့တော့ပြောချင်တာဒီလိုသူတို့တွေပြန်လာတယ်သူတို့ဘာမှမဖြစ်ဘူးလေ ACC ပဲကောင်းကောင်းမို့ပဲရှိနေတယ်ကောင်းကောင်းမရှိတဲ့ပြင်မှာဟိုကတော့ဆိုရင်ဟိုအဲ့တော့ကျွန်တော်တို့ဟိုဟာဆိုရင်ပြည်ကိုပြည်လူဆိုရင်စုတော့ရလိုက်သေးတယ်เนาะစုရင်တော့ရသေးတယ်ဂုံလူဆောင်ပွဲတွေရောအကယ်ဒမီတွေရောအောက်မှာရကုန်တယ်မျိုးလားအဲ့တော့ပြောချင်တာဒီပြပရောက်နေတဲ့တာစုသမီးစိုးလေးတွေနေနဲ့လေမိဘတွေကတော့ပြန်လဲကြိုးစုံနေတဲ့အချိန်မှာပြန်လာကြတာကောင်းပါတယ်ဘာပြောတက်နေတော့ပြန်လာပြီးကိုယ်နိုင်ငံရဲ့အားရနေဖြစ်နေပြန်ပြီးတော့ပူပေါင်းပြီးတော့တိုင်းပြည်ရဲ့အကောင်းအကောင်းကျိုးတွေတည်ဖို့ချင်ကောင်းတာပေါ့ဗျာဒါလေးကကျွန်တော်တို့လည်းအကောင်းဘက်ကိုပဲမြင်ပါတယ်เนาะဒါလေးကျွန်တော်လည်းထည့်ပြောတာเนาะကိုတတ်ထားတဲ့ပညာတွေကိုသိထားတဲ့အသိပညာတွေကိုနောက်မျိုးဆက်တွေကိုမျှဝေပါအမုန်းတရားတွေကင်းနဲ့နောက်မျိုးဆက်တွေမျှဝေဖို့ပြန်လာခဲ့ကြတာကောင်းပါတယ်အမုန်းတရားလည်းကင်းရပါအတ္တလည်းကင်းရပါဘောเนาะအဲ့ဒါလေးကိုအရေးကြီးပါတယ်ဘာလို့အမုန်းတရားတွေတိတ်ကြီးရင်လည်းအမုန်းတရားတိတ်ကြီးလို့နဲ့ရင်ကွယ်မှာဘယ်ပန်းမှမပွင့်တာဘူးဗျာဘယ်ပန်းမှမပွင့်တဲ့အမုန်းတရားကြီးမှုမျိုးကြီးတော့မဖြစ်သေးဘူးဗျာနော်ဆိုတော့အဲ့ဒါမျိုးလေးတော့ဂျုံကြိုက်လို့ဒီနေ့ဒီ CM ကိစ္စလေးလည်းဒီနေ့ထည့်ပြောပါတယ်နော်နောက်တစ်ခုကတစ်ချိန်တည်းမှာဒီနေ့ဆိုရင်ဒါ CDM နဲ့ပတ်သက်လို့မနေ့ကသူတို့ကအဲ့လိုခေါ်လိုက်တယ်ပြန်ခေါ်ပြီးတဲ့နောက်မှာဒီနေ့ဆိုရင်ဒါဒီနေ့ February 10နေ့ဆိုတာ9နှစ်ပြည့်ပါပြီ9နှစ်ပြည့်ပါပြီ9နှစ်ဆိုတာကျွန်တော်တို့ရဲ့ anniversary မဟုတ်ဘူးနော်ဒါနိုင်ငံရဲ့ကံကြမ္မာကြီးအပြောင်းလဲဖြစ်တာ9နှစ်ရှိသွားပြီပြီးတော့
နိုင်ငံရဲ့ဒီပါခေါ်လဲဆိုတော့ဒီအာဏာကိုတမတော်ကထိမ့်သိမ်းထားတာပြီးတာပေါ့နော်အာဏာထိမ့်သိမ်းထားပြီးတာ9နှစ်ရှိပါပြီ9နှစ်ပြည့်ပါပြီအဲ့တော့2021ခုနှစ် February 1ရက်နေ့မှာကျွန်တော်တို့အားလုံးဖုန်းတွေကလုံးဝခေါ်လို့မရဖြစ်သွားတယ်အဲ့ချိန်မှာကျွန်တော်တို့က journalist ကြောင့်နေကျွန်တော်တို့ကကြိုသိတယ်တပတ်လောက်တည်းကျွန်တော်တို့ကြိုပြီးရိမ့်မိနေတယ်ဒီခြေလက်နေမြင်နေရတယ်ပေါ့နော်နောက်ဆုံး last minutes လေးတွေကနည်းနည်းဘာဖြစ်လဲမသိဘူးမယ်90ရာခိုင်နှုန်းနဲ့ထက်သေးကြနေပြီဆိုတော့ကျွန်တော်တို့မြင်နေတယ်တာမန်ပြည်သူတွေကြတော့ဘာလုံရင်လုံကြည့်လိုက်လို့ချားရင်ချားကြည့်လိုက်လို့တရေအမိုက်သိမ်းလို့စသဖြင့်မျိုးစုံတွေဟိုကလီတာရည်တာတွေထိတာငေါ့တာတွေလုတ်ခဲ့ကြတယ်အဲ့လူတွေအကုန်လုံးအတန်တွေတိတ်ကိုတရေနေ Friday နေဘာလို့ဖုန်းတွေအကုန်လုံးခေါ်မရတော့ပိတ်သွားကျွန်တော်အဲ့တော့တီးသွားတယ်အဲ့တော့ခုတည်း9နှစ်ပြည့်ပြီအဲ့9နှစ်ကိုပြန်သွားရင်2021အခင်းချင်းစတဲ့အချိန် February 1ရက်နေ့အခင်းချင်းစတဲ့အချိန်စရတောက်လျှောက်ဆိုလို့လူတွေကဘာတွေလုတ်ခဲ့ကြလဲကျွန်တော်တို့ပြည်သူလူထုကဘယ်လိုမျိုးကိုမကြိုက်တာကိုမကြိုက်ကြောင်းပြသတဲ့အခါမှာဘလောက်တောင်ဆိုးဆိုးဝါးပြသခဲ့ဘူးတလေဆိုတာမျိုးပေါ့နော်ဆိုအာနာပိုင်ဆိုတာကအာနာပိုင်ရဲ့အလုပ်ကရှင်းရှင်းလေးသူ့ကိုဆန္ဒပြလိုက်လူကနှိမ်နေသူ့ကိုဆန္ဒပြလူနှိမ်နေတဲ့ခါမှာလိုရရင်လိုရတယ်လို့သူကနှိမ်နေရလေရှိတယ်တချို့ကပြောလိမ့်မယ်အာမင်းတနက်တီတွေပြစ်တာကိုတနက်နဲ့ခေါင်းပြစ်မှာတော့ဒီလူတွေကဘယ်ခန်းတော့လဲမဟုတ်ဘူးအာနာပိုင်ဆိုတာနှိမ်နေစရာရှိသူနှိမ်နေကြလေရှိတယ်သူတို့လှုပ်ထုံးလုံးတွေနှိမ်နေရှိတယ်တခါတည်းမှာမထင်မှတ်တာတွေလည်းဖြစ်တတ်တယ်နော်ဟိုတခါတည်းမှာမဖြစ်တဲ့နိုင်လည်းဖြစ်သွားတယ်ဒါကနိုင်ငံတိုင်းမှာလည်းဖြစ်တာပဲနိုင်ငံတိုင်းမှာအစိုးရအပြောင်းလဲဖြစ်လို့အစိုးရကိုမကျေနပ်လို့ဆန္ဒပြကြတဲ့လူဦးကြီးကိုဟိုအာဏာပိုင်တွေနေတဲ့ခါမှာပြစ်တာခတ်တာလေးရှိတယ်ဒါဘယ်နိုင်ငံမှာမဆိုရှိတယ်ဘယ်သူမှလက်အုပ်ချပြီးတော့ဘာလဲပေတရားဟောပြီးတော့ပြန်လှုပ်ပေးတာမျိုးမရှိဘူးတကြတော့အာဏာပိုင်တွေကနှိမ်နှင်းကြလေးရှိတယ်နှိမ်နှင်းတဲ့ခါမှာကတော့မထိကလို့လို့ရှိတာပေါ့ဒါတော့ရှိနေတာပေါ့နော်အဲ့တော့ဒီအခင်းကျင်းမှာပြည်သူတွေဘက်ကရောပြည်သူလူထုအများစုတချို့တွေဘက်ကရောဆန္ဒပြတာကိုယ့်ရဲ့မကျေနပ်ချက်ကိုဖော်ထုတ်တာမှန်မှန်ကန်ဖော်ထုတ်ခဲ့ကြသလားနော်အဲ့လိုကျွန်တော်တို့ပြန်မေးရမယ်မှန်မှန်ကန်ဖော်ထုတ်ခဲ့ကြတာဆိုတော့ကျွန်တော်အဲ့လိုနေကျွန်တော်တို့လည်းလမ်းမော်လျှောက်သွားတယ်ပါတယ်လမ်းမော်လျှောက်သွားတယ်ကျွန်တော်တို့ကိုယ်တိုင်ပါတယ်ကျွန်တော်တို့တကယ်ချင်းနေတဲ့တချို့ဟိုကျွန်တော်ကသတင်းသွားယူကြတာကျွန်တော်တို့ကသတင်းယူကြတာဟိုကျွန်တော်တို့ကကိုယ်တိုင်ဝင်အောင်ပြုတဲ့ဆိုင်သတင်းယူကြတယ်ကျွန်တော်တို့လောက်ကအဲ့တော့နေရာဆုံးကျွန်တော်သွားပါတယ်အဲ့လိုဟိုသွားဒီသွားအဲ့လိုဆန္ဒပြရဲဆိုတော့အုပ်စုတွေကြားတယ်လေကျွန်တော်သွားကြည့်တယ်ဟိုကြည့်တယ်လူတွေရဲ့သဘောထားတွေပါလဲဆန္ဒပြအဲ့တော့ကျွန်တော်ကပထမပိုင်းဆန္ဒပြတဲ့အထိကျွန်တော်လက်ခံတယ်ပထမပိုင်းဆန္ဒပြပြီးလက်ခံတယ်အစိုးရကိုမကြိုက်လို့ဆန္ဒပြတာကျွန်တော်လက်ခံတယ်ပထမပိုင်းစောပိုင်းဆန္ဒပြနောက်ပိုင်းမှာလကုံပိုင်းလောက် February လလေကြော်လာတဲ့အချိန်လောက်မှာစပြီးတော့ဆန္ဒပြတဲ့ပုံစံတွေပြောင်းလာတဲ့ဟာကိုကြည့်ပြီးတော့ February ပေါ့ဗျာလလေလောက်လဲရအောင်ကြော်လဲလာအောင်ဆန္ဒပြတဲ့ပုံစံတွေပြောင်းလာပထမတပတ်တိတိကလုံးဝအဲ့လောက်ကြီးဟိုရာသေးတယ်ကျွန်တော်လက်ခံတယ်နောက်ပိုင်းကျတော့နည်းနည်းပြောင်းလာတယ်ဆန္ဒပြအဲ့ဒါပြောင်းလာတဲ့ခါကျကျွန်တော်တိတ်မဟုတ်တော့မူမှန်တော့ဘူးဆိုကျွန်တော်မြင်လာတယ်ဒါကြီးကအကြမ်းဖက်မှုဘက်ကိုရောက်တော့မယ်ပြိပခါဘက်ကိုရောက်တော့မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဖြစ်တဲ့တိုင်းမှာဖြစ်တာပါတကယ်ဖြစ်တာပဲဘယ်လိုလုပ်ကြလဲဆိုတော့အမှခါတော့အလုံးဒီဓာတ်ပုံတွေမှတ်တမ်းတွေခုပြန်ကြည့်ရင်ခုတွေ့ပါလိမ့်မယ်နော်လူတွေကနော်နောက်ဆုံးလူတွေကဘာလို့ဆိုတော့အာနာပိုင်တွေပြန်ပြီးတော့ပြစ်တာခတ်တာတွေသူတို့ကိုယ်တိုင်ပြန်လုပ်လာတယ်ဆိုတော့ဒါတွေကစိုးစိုးဝါးတွေပေါ့နောက်တစ်ခုကဘာလဲဆိုတော့ဒီလမ်းတွေကိုပိတ်ပြီးတော့ကိုယ်ပိုင်လမ်းတွေလိုမျိုးမသိရင်များကိုယ်ပိုင်နိုင်ငံငယ်လေးတွေထူထောင်သလိုမျိုးလမ်းတွေကိုပိတ်ပြီးတော့တခါတည်းဟိုလမ်းတွေကိုပိတ်ရက်ကွက်တွေမှာလမ်းတွေပိတ်သူရက်ကွက်ကိုရက်ကွက်ပိတ်ဟိုဘက်လမ်းဒီဘက်လမ်းပိတ်ခင်ဗျာပြီးလေပြောဟိုဘာလဲတာယာတွေမီးရှို့လမ်းတွေကိုပိတ်လမ်းတွေကိုဟိုဟာတွေချပြီးတော့လမ်းမကြီးတို့ကားတွေသွားရင်ကားတွေကမသိဇက်တွေသွားတာပေါ့အဲ့လိုမျိုးတွေဖြစ်အောင်လို့ရှောက်လို့တာပြီးရင်ထမိန်တန်းတွေကိုအိုးမီးချိုးတိုင်းမှာကောက်ဆွဲရဟန်းတန်ကားတွေဆုံးခံကြွရင်တော့အောက်ကထမိန်တန်းတွေအောက်ကကြွရတဲ့အထိဖြစ်အဲ့ဒါတော့ဒီယူဂျင်းစန်ကစိုးဝါးကြီးလုတ်ခဲ့ကြတယ်ခန္ဓာတွေကိုယ့်ကိုပြင်ညအဲ့ဒါတော့ဒီစိုးဝါးကြီးလုတ်ခဲ့ကြတော့ကျွန်တော်အဲ့ဒါကြီးကြည့်လိုက်တယ်သွားပြီဆိုတော့ကျွန်တော်မြင်လိုက်တယ်သွားပြီလို့ကျွန်တော်မြင်လိုက်တယ်ကျွန်တော်တို့ကသိတယ်ရှေ့ကိုလှမ်းပြီးတော့ကျွန်တော်တလန်လောက်ကြိုမြင်တယ်အဲဆိုကြိုမြင်တယ်ကျွန်တော်နောက်ငါးနှစ်ဘာဖြစ်မလဲဆိုတော့ကျွန်တော်လှမ်းကြိုမြင်တတ်တယ်အခုလဲကျွန်တော်နောက်ငါးနှစ်ဘာဖြစ်မလဲဆိုတော့လှမ်းမြင်တာရှိတယ်ဖြစ်နိုင်ချေလမ်းတွေကျွန်တော်မြင်နေရတယ်ရှိတယ်ထားပါတော့အဲ့တော့ဒီအရာတွေသွားပြီလို့ကျွန်တော်မြင်တယ်ကျွန်တော်ရှိဘူးအဲ့2021 February လလယ်မှာကျွန်တော်မိတ်ဆွေတယောက်ကသူ့သားလေးကိုခေါ်လာပြီးစကားလာပြောတယ် February လကုန်ပိုင်းလောက်ဖြစ်မှာပြသူ့သားလေးကိုခေါ်လာသူ့သား10ရက်အောင်ပြီးရတာဖြစ်ခေါ်လာတယ်ကိုကျော်မေးတဲ့ခင်ဗျာနဲ့ကျွန်တော်တမင်တွေ့ပြီးတာတဲ့ကျွန်တော်တာဟုတ်တယ်တမင်တွေ့ပြီးတာတဲ့ဆယ်ကျော်သက်ဆိုတော့တည့်ရတိုင်းပဲမိဘတွေပြောရင်နားမဝင်ဘူးတဲ့ခါလေးကြရဲဆိုတော့ကျွန်တော်ပြီးတော့မှချင်းနေလာမေးတယ်ပေါ့မေးတော့မှကျွန်တော်သူအချင်းလေးရှင်းပြတယ်အဲ့ကလေးရှင်းမှကျွန်တော်ချင်းရှင်းပြပြီးတော့သူကဟိုကိုဘာလို့ချင်းလဲလုပ်လို့ရတယ်ဟိုဆန္ဒပြညင်ပြဒါပေမဲ့ဆန္ဒပြတာရရမယ်ကာလရောက်ရင်ရက်တော့ကိုဆန္ဒကိုတစ်ကမ္ဘာလုံးသိပြီးသွားပြီပဲပြီးရက်တော့နော်ရက်တော့နောက်တစ်ဆင့်ကိုမသွားနဲ့အကြမ်းဖက်တဲ့ဘက်ကိုမသွားနဲ့ပြစ်တာခတ်တာဟိုကိုကပြန်ပြီးတော့ပုံကန်တာဒေါ်လာနာတိုက်တာခိုက်တယ်မလုပ်နဲ့ဘာလို့ဆိုအစိုးရအာဏာပိုင်သူ့လုပ်လိမ့်မယ်ကိုကလည်းကိုလိုကိုလုပ်ရမယ်ပြည်သူလူထုကြတော့ဗျာပြည်သူလူထုနေရတယ်ပေါ့နော်တဘောကတော့ဟိုကိုမကြိုက်တော့ဆန္ဒပြဝင်ရှိတယ်ဒါပေမဲ့လူရတဲ့ပို့ပြီးတော့မကြော်စင်နဲ့ဒါပြောတယ်တော့ကအဲ့ကလေးကအစတော့ဘာလို့ပို့လဲဆိုတောထဲသွားဖို့တကယ်ကြီးတောထဲသွားဖို့ပြင်နေပြီအဲ့တုန်းကလေးကကျွန်တော်ကစရတယ်ဟာတောထဲသွားဖို့တချို့ပြင်ကြပြီတော့ခုပဲဆိုအဲ့ဒီကသွားချင်နေတယ်ဒါပေမဲ့သူကျွန်တော်ပြပြလိုက်တဲ့ခါမှာအဲ့ကလေးကိုရှင်းပြတယ်နိုင်ငံရေးအခြေအနေခက်အခြေအနေရှင်းပြတဲ့ခါအဲ့ကလေးကနားလည်သွားတယ်နားလည်သွားပြီးတော့သူ့ဖေကနောက်ကျတော့ကျွန်တော်ကျေးဇူးတင်ကြောင်းပြောတယ်ကျေးဇူးတင်တယ်သူသားဘယ်မှထပ်ပြောစရာမလိုတော့ဘူးသူသားဘယ်မှသွားတော့ဆန္ဒပြရတာ
တစ်ခေါက်နှစ်ခေါက်ပြီးမလိုက်တော့ဘူးစငိမ်သွားတယ်ပေါ့ဒါလည်းဝမ်းသာတယ်ကလေးတယောက်ရဲ့အသက်ကိုလူငယ်တယောက်ရဲ့ဘဝကိုကျွန်တော်မဖြစ်စည်းလိုက်မိဘူးဝမ်းသာပါတယ်မဟုတ်ရင်ကျွန်တော်မြောက်ပေးလိုက်ရင်အဲ့လူငယ်တယောက်နေထိုင်နေတော်တဲ့ရောက်သွားရင်သူ့ဖေလေးလည်းရင်ကျိုးရမှာမိပါတယ်လေနေထိုင်နေအခလေးလေးအသက်ရှင်လေးရှိမရှိကျွန်တော်မသိနိုင်အဲ့လိုမျိုးပေါ့နော်ဆိုတော့21ခင်းချင်းဟာတော်တော်လေးရှုပ်ရွရွရှုပ်တွေအများကြီးဖြစ်ခဲ့တယ်ခင်ဗျားတချို့ကပြောလိမ့်မယ်အာမင်းကျွန်တော်ကပြောတဲ့အတွက်ပြည်သူလူထုကဆန္ဒပြတာတဲ့ကြော်လုံးပြီးလောက်တာရှိခဲ့တယ်ဆိုတော့ကျွန်တော်ပြောရတဲ့မင်းစစ်တပ်ကခေါင်းပြစ်နေမှတော့လို့တချို့ကပြောကြလိမ့်မယ်ကျွန်တော်ပြပြမယ်ဒီနေရာယူလို့ပြောရမယ်ခင်ဗျားတို့ယူဆတော့မသိကျွန်တော်ယူဆရှင်းရှင်းလေးတည်တဲ့အာဏာမယ်ဆိုတော့ကျွန်တော်မကြိုက်ရင်ကျွန်တော်ဆန္ဒပြမယ်ဒါပေမဲ့ကျွန်တော်ဆန္ဒပြမှုကငြိမ်းချမ်းစွာဆန္ဒပြမှုမဟတ်မဂန်ဒီရဲ့လမ်းစဉ်ကိုပဲကျွန်တော်ယူမယ်မဟတ်မဂန်ဒီလမ်းစဉ်ကိုယူမယ်ဘာလို့အဲ့မဟတ်မဂန်ဒီလမ်းစဉ်ကိုကျွန်တော်လက်ခံတယ်ဘာလို့အဲ့ဒီလမ်းမဟုတ်ဘဲနဲ့အခြားလမ်းကိုပါလာပြီးလက်ပါချီပါလှုပ်လာပြီးလက်ပါချီပါလှုပ်လာပြီးတော့ပြစ်တာခတ်တာရှိလာပြီးလမ်းတွေလျှောက်ပိတ်လူတွေကိုအနှောက်ယှက်ပေးတယ်ဖြစ်လာပြီးဆိုရင်တော့အဲ့ဒါကဘာလဲဆိုတော့အကြမ်းဖက်တဲ့အောက်ကိုရောက်သွားတယ်ဗျအဲ့ဒါသိဖို့လိုတယ်ပြည်သူကျွန်တော်တို့တွေကကျွန်တော်လိုချင်တာအကြမ်းမဖက်တဲ့နိုင်ငံရေးအပြောင်းလဲကိုလိုချင်တာအကြမ်းမဖက်တဲ့နီးနဲ့နိုင်ငံရေးအပြောင်းလဲကိုလုပ်ချင်တာအဲ့ဆိုအကြမ်းမဖက်တဲ့နီးကိုပဲတောင်းအောင်အကြမ်းဖက်တဲ့နီးလမ်းကိုတွန်းပို့တဲ့လူတွေရှိရင်တော့ကိုကမဖက်အကြမ်းမဖက်ပဲနေရတယ်ကိုဘက်ကအပြစ်မဖြစ်အောင်နေတယ်ကိုဆန္ဒပြတယ်မကြိုက်လို့မပြတာဘာဖြစ်လို့ပြီးသွားပြီပြီးပေါ့အဲ့လိုနေရမှာကျွန်တော်အဲ့ဒါကိုပဲလက်ခံထားတဲ့လူဖြစ်တဲ့အတွက်ခါတော့ကျွန်တော်ယူဆတာတူအောင်မဟုတ်တချို့လူတွေနဲ့မတူရတဲ့ကျွန်တော်လည်းအပြစ်တော့ဟိုဘယ်သူမှမှန်တယ်မှားတယ်ပြင်ပြောလို့ကျွန်တော်ယူဆတော့ခေါ်မဟတ်မကန်ဒီလိုပဲအကြမ်းမဖက်တဲ့မူနဲ့မကြိုက်တော့ပဲကျွန်တော်ပြတယ်ဒီလိုပဲကျွန်တော်လုပ်မှစဉ်းစားထားတယ်ဟောဒါကကျွန်တော်ရဲ့ခံယူချက်ပဲเนาะအဲ့တော့ဘရောမတနကိုင်တာတွေဟိုပြစ်ဒီပြစ်ပြန်ပြစ်တာခတ်တာထိုးတော့ကြည့်တယ်မလုပ်ဘူးကျွန်တော်လုံးမလည်းမဟုတ်ရဲတပ်ဖွဲ့ဝင်အာဏာပိုင်ဖွဲ့စည်းတဲ့ကျွန်တော်ထိုးချိန်ရိုက်နေလုပ်မယ်နှိမ်နေမယ်ရတယ်ကျွန်တော်ခံပါပဲပြန်မလုပ်ဘူးဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ပြန်လုပ်လိုက်ရင်ကျွန်တော်တို့ကပြန်အကြမ်းဖက်ပါတယ်ပဲဖြစ်သွားမှာဒါမှမလုပ်ဘူးကျွန်တော်အဲ့ဒါကျွန်တော်တို့ရဲ့အယူဆပါအဲ့တော့ချို့ယူဆရင်မတူရင်တော့မတူသလိုထားကြတာပေါ့နော်ဆိုတော့အဲ့9နှစ်ပြီးသွားတဲ့အခါမှာအခုဂျာကာလာမှာအခု NUG အုပ်စုတွေကကြွေးကြော်ခဲ့ကြတယ်ခင်ဗျားတို့မှတ်မိကြအောင်မယ် NUG ကအဲ့ဒီတုန်းကစပြီးတော့တောက်လျှောက်ဖွဲ့တယ် February လောက်ကမှ NUG သူက NUG ဖွဲ့တယ် CRPH ဖွဲ့တယ်အခု9နှစ်ပြည့်ပြီကဲ NUG CRPH ကလူတွေအဲ့9နှစ်ပြည့်တော့ပြန်လဲဖွဲ့စည်းတယ်လို့ပြန်ပြီးတော့ပြည်သူလူထုရွေးကောက်တင်မြှောက်တာကိုပြန်လက်ခံတယ်လို့လုပ်သလားခင်ဗျားတို့မြင်မိလား NUG ဘက်မှာ CRPH ဘက်မှာ CRPH ကိုပြန်ပြီးရွေးကောက်တင်မြှောက်ခံတာမျိုးလုပ်သလား NUG ရွေးကောက်တင်မြှောက်ခံတာမျိုးလုပ်သလားဟောသူတို့ကြိုက်တဲ့လူသူတို့ရွေးကောက်ထည့်သွားပြီသူတို့ကြိုက်တဲ့လူသူတို့ရွေးပြီးတော့9နှစ်တင်ဖို့တော့6နှစ်9နှစ်10နှစ်ကဘာဆုံးတိုင်အောင်သူတို့မသေးမချင်းဒီအဝေးရောက်အစိုးရတို့တော့အစင်ပြိုင်အစိုးရတို့ကောက်ဖွဲ့တာမျိုးသူတို့လုံးမှာမသေးမချင်းတော့ဒီလူတွေနဲ့ပဲအပြောင်းလဲဘာလုပ်မလဲအထက်က body main body က5-6ကမပြောင်းဂျန်နာရီကတယောက်နဲ့ပြောင်းပြမယ်ဒါပဲလုပ်မှာဆိုတော့ဒီဘက်မှာတက်မတော်ဘက်မှာ9နှစ်ပြည့်တဲ့အချိန်မှာရွေးကောက်ပွဲနဲ့ပြီးလာပြီအစိုးရအသစ်ပေါ်တော့မယ်ဒါပေမဲ့ဟိုမှာအခုချိန်ထိအဲ့ဒီဖွဲ့ပဲမပြောင်းသေးဘူးဆိုတော့သူတို့လည်း9နှစ်ပြည့်ပြီဖြစ်တဲ့အတွက်သူတို့လည်းပြောင်းသိပြီမဟုတ်ဘူးလားတကယ်တမ်းသာသူတို့ပြည်သူလူထုကိုလေးစားရတမိုးထားတဲ့ဒီမိုကရေစီကိုမြန်လို့ရဆိုရင်ဒီမိုကရေစီနည်းလမ်းရရွေးကောက်တင်မြှောက်တာမျိုး CRPH ကိုရော NUG ကိုပြန်လုပ်တင်တာမဟုတ်ဘူးလားဒါပေမဲ့သူတို့မလုပ်ဘူးနော်ငါနေပြီးတော့21အခင်းချင်းမှာသူတို့ပြောခဲ့ကြတယ်9ရက်ပဲစောင့်တစ်ပတ်ပဲစောင့်3ပတ်ပဲစောင့်ဘာစောင့်ညာစောင့်ဆိုတော့မင်းကိုယ်နိုင်လည်းပျောက်သွားပြီအဲ့တစ်ဖွဲ့လုံးပျောက်သွားပြီအကုန်လုံးပျောက်သွားပြီပြန်ကြည့်လိုက်9နှစ်ကြာလာခဲ့ပြီအခုချိန်ကြီးသူတို့ပြောတဲ့ဟိုဘာလဲဆိုတော့သူတို့ဒီဘာခေါ်လဲစစ်တပ်ကိုပြုတ်ကြရေးဆိုတဲ့စစ်အာဏာရှင်ပြုတ်ကြရေးဆိုတဲ့စကားလုံးဖြစ်နေတာရှိတယ်မြေပြင်မှာမဖြစ်ဘူးပြီးတော့စစ်အာဏာရှင်အစ်စ်ကလေးတွေထပ်ပေါ်လာတယ်လက်နက်ကင်သဘုံပေါက်စာလေးတွေအများကြီးပေါ်လာတယ်နော်အဲ့တော့နေမြေလိုက်ဘယင်ကန်လေးတွေစစ်အာဏာရှင်အသေးစားလေးတွေအများကြီးပေါ်လာတယ်သူတို့ပြောတော့ပြုတ်ကြရေးတာပြောတာအစတော့ဘုံကြီးမင်းအောင်လည်းလို့ဆိုတော့စစ်အာဏာရှင်ပြုတ်ကြရေးဆိုပြီးလက်ညှိုးထိုးပြီးမဲ့တကယ်ကျတော့သူတို့အဖွဲ့တွေကိုလုံးပေါက်လိုက်တာအဖွဲ့ပေါင်းများတာဖြစ်သွားတယ်လက်နက်ကင်ထားပြီးတော့အာဏာရှင်ဆန်ဆန်လုပ်နေတဲ့အဖွဲ့ကမူလာတစ်ဖွဲ့လေးလို့သူတို့ကလက်ညှိုးထိုးပြီးမဲ့အခုတော့အဖွဲ့ပေါင်းများတာဖြစ်သွားပြီအခုမှပြည်သူလူထုကဘယ်ဖရပူကြောက်မှမသိဘယ် sorry ဟိုအဲ့လိုကတော့ပြောကောင်းဘူးနော်ဘယ်သူပူကြောက်မှမသိဘူးနော်ဖြစ်နေဘယ်သူပူကြောက်မှမသိဖြစ်နေပြည်သူလူထုကအကုန်လုံးကြောက်နေတဲ့ပေါ်ရောက်သွားတာအဲ့တော့အခါကျရင်လည်းဟို NUG ရဲ့လောက်ရက်ကဟုတ်လားမှန်လားဆိုတော့9နှစ်ကြာတဲ့အထိအဖြေမသိရလို့ရှိသေးတယ်ချို့တွေသိနေပါပြီနော်ဆိုတော့တခါတချို့တွေသိနေဆိုတဲ့ညမှာချမ်းမဟုတ်မှဖြူကျော်သိန်းဆိုရင်ဘာပြောလဲဖြူကျော်သိန်းဆိုဘာပြောလဲပေါ့နော်ဖြူကျော်သိန်းဆိုသူ Facebook မှာ post တင်ထားတယ်ရွှေသူ post တင်တာကျွန်တော်ဖတ်ကြည့်တော့မှ तू ကသူ့အုပ်စုတွေ तू တော်တော်လေးတင်းနေတဲ့ပုံပေါ်တယ်ဗျတလနဲ့နိုင်မဲတို့6လနဲ့နိုင်မဲတို့တနည်းနဲ့နိုင်မဲတို့ထင်လို့တဲ့ခါတော်မြစ်တီကြတာမဟုတ်လို့ဘာထူးခြားပြောစရာမရှိဘူးတဲ့ကိုယ်နိုင်ငံလူမျိုးအနေထားနဲ့တမိုင်းကြောင့်စင်ဆိုင်စိတ်ဝင်စားရတာမဟုတ်လို့ကိုကျွမ်းကျင်မှုနဲ့ရေရှည်ဘာလို့မလဲဆိုတာကိုတဲ့ day 1ကလေးအာရုံစိုက်တဲ့ရဲတောက်တွေလည်းမပြောတတ်ဘူးတဲ့ဖြတ်လန်းလည်းမလိုက်ဘူး popular trend လည်းမလိုက်ဘူးတဲ့ popular တွေရက်တော့ဘူးတဲ့နော်စသဖြင့်ပေါ့အဲ့ဒါပြောရင်းနဲ့တဖြူရဲ့နောက်တစ်ချက်ကြောင့် mission ကတော့တော်လိုင်းရေးဂျင်းတွေတော်လိုင်းရေး guide star တွေကိုတဲ့ကိုယ်ဝင်းကျင်မှာအပြီးခွာချမယ်တဲ့ဒါတွေရှိနေခီးဖြစ်မယ်ဆိုတော့တော်လိုင်းရေးဂျင်းတော်လိုင်းရေး guide starအဲ့ဒီဘာလဲဆိုတော့သူတို့ကဂိုင်းဖွဲ့ပြီးတော့လူတွေကြနေအုပ်စုရှိတယ်ဂျင်းတွေထည့်တာရှိတယ်အဲ့ဒါတွေဆိုသိတယ်အဲ့တော့အဲ့ဒီလူတွေကတဲ့ကိုเจ้าကိုတီးပြီးအချိန်ပြီးပြင်ဆင်နိုင်ကြဖို့မျှော်လင့်နေတဲ့ဘယ်ဖွဲ့စည်းရမှာတော်လိုင်းရေးထက်ပြည်သူထက်ပိုအရေးမကြီးဘူးတဲ့ပြတ်ကောသူအဲ့လိုနော်ပြူအားတဲ့ဘယ်ပုဂ္ဂိုလ်ဘယ်ဖွဲ့စည်းနေမှာဘယ်ခေတ်ကမှဘာကျိုးဆုံးမှဆွနေမှုရှိတယ်ဘာမျက်နှာမထောက်ဆက်မရှိဘူးတဲ့နောက်တစ်ချက်ကလည်းပြူကကိုမကျွမ်းကျင်တဲ့နေပဲဖြစ်တဲ့နိုင်ငံရေး activism တွေမှာ
ဘာဘရောမှာဝန်မငံကို professional ကို industry ကိုလုပ်ပါကိုင်းပြောတာတွေကိုပေးတာတွေပေါ့အပေါ်ပြည်သူတွေပေါ်တလွဲလောက်တာတွေမတရားထိပါတာတွေ guide star ဆန်ဆန်ပြုတ်မှုတာရှိရင်တော့ဘယ်နိုင်ငံခြားမှာပဲနေတယ်ဘာကောင်းကြီးဖြစ်ဖြစ်ဘာကောင်းစီဖြစ်ဖြစ်ဘယ်လိုစီတိခါမှာမဟုတ်ဘူးပေါ့ဆိုတော့သူတို့ထဲမှာပေါက်ကရလုပ်တဲ့လူရှိဆိုတော့သူကတိနေတယ်အဲ့ဒါဆိုတော့ဒဲမပြောဘဲနဲ့ဝိတ်ဝိုက်ပြောနေအဲ့တော့အဲ့မှာတခါထပ်ပြောလို့ဆိုတော့စီလုံးမှုပြိုကွဲမှာဆိုလို့အမိုက်တွေကိုဖုံးပေးထားရမယ်ဆိုရင်အဲ့ဒီအမိုက်တွေနဲ့အကျိုးစီးပွားတူတူတွေကပြည်သူတွေကိုဂျင်းထဲတာတဲ့အဲ့ဒါစီလုံးမှုပြိုကွဲမှာဆိုလို့မပြောကြပဲနေမှာဆိုရင်အဲ့ဒါပြည်သူလူထုဂျင်းထဲနေတာပဲတဲ့နော်ကျိုးစီးပွားတွေဂျင်းထဲတာတဲ့အဲ့ဒါမှသူတို့မဟုတ်တာလုပ်လို့ရမှာဆိုတော့တဘောကတော့ပြိုကျော်သေးသူတိနေပြီသူတို့ရဲ့ UG ဘက်တော်သားတွေထဲမှာ UG လူတွေထဲမှာပေါက်ကရလုပ်တဲ့ကောင်တွေရှိတယ်ဆိုတော့သူတိနေပြီပြောရင်တော့ခေါင်းစဉ်ကတော့ပြည်သူလူထုအတွက်အကျိုးလုပ်တယ်ဆိုပြောပြီးတော့ကိုကျိုးစီးပွားတွေရှာစားနေတဲ့လူတွေပေါ့တော်လိုင်းခေါင်းစဉ်တက်ကိုကျိုးစီးပွားရှာစားတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ဖြူကျော်သိန်းကတိနေပြီပေါ့ဗျာနော်အဲဒါကြောင့်မလို့သူဒါစာပို့စီကြည့်တာရှေးပိုင်းရှေးပါပဲနော်အဲ့တော့ပြောရင်တော့ဖြူကျော်သိန်းလို့နာမည်ကျော်ဆိုတော့လည်းသူလက်ရှိအခင်းချင်းသူတိသွားပြီသဘောပေါက်သွားပြီပေါ့ဗျာနော်အဲ့တော့အများကြီးကလူတွေကတိလာကြပါပြီချိန်ခါယူကြတော့တိလာကြတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဒီနေ့ဆိုရင်ဒီနေ့ဆိုလို့ရှိရင်ပြည်တင်ကလည်းသတင်းကြေညာချက်ထုတ်တယ်ပြည်တင်ကလည်းကြေညာချက်ထုတ်တယ်အခြားနိုင်ငံသီးသီးရဲ့ကြေညာချက်ထုတ်တယ်ဒီ February 1 ရက်နေ့အတွက်ပေါ့ဗျာ9နှစ်ပြည့်ပေါ့သူတို့ကတော့အာနာသိန်း9နှစ်ပေါ့အာနာသိန်း9နှစ်ဆိုပြီးခေါင်းစဉ်နဲ့သူတို့ကဟိုကြေညာချက်ထုတ်ကြတယ်ထုတ်တဲ့ခါမှာတော့ရှင်းပါတယ်သူတို့ထုတ်တဲ့အားလုံးတူညီသွားပါနေတာဒေါ်စန်းစုကြည်ပြန်လွတ်မြောက်ရေးဆိုတဲ့ကိစ္စပါပြီးတော့သူကဒီအားလုံးပါဝင်တဲ့ရွေးကောက်ပွဲတရားမျှတတဲ့ဟာတွေလုပ်ဖို့ဆိုတာမျိုးတိုက်တွန်းထားတာတွေ့တယ်ပြီးတော့လက်ရှိရွေးကောက်ပွဲကိုသူတို့လက်မခံအောင်စောင့်ကြည့်မယ်ဒါမျိုးတွေသူပြောတယ်ဒါမျိုးတွေပေါ့ဗျာဒါတွေတော့သူတို့ထုတ်ပြန်ကြတာတွေ့ရတယ်ဆိုတော့ထုတ်ပြန်တာလည်းတွေ့ရတယ်ဆိုတော့ဒေါ်စန်းစုကြည်သားဖြစ်သူတောင်ကင်မရာကတော့သူ့အမေနဲ့တွေ့ချင်တယ်သူ့အမေနဲ့ဖြစ်ချင်တယ်တွေ့ချင်တယ်ဆိုတော့မျိုးပြောတယ်ဒါပေမဲ့ပြဿနာသူ့အမေနဲ့တွေ့ချင်တယ်လို့ပြောတာသေသေးချာချာနဟိုတရားဝင် email နဲ့ဆက်သွယ်ပြီးတော့နိုင်ငံရေးသဘောတူညီမှုလုပ်ပြီးတော့တွေ့ချင်တာလည်းမဟုတ်ဘဲနဲ့မီဒီယာတွေရှောက်អော်နေတဲ့ခါကျတော့ဒီစဲအစိုးရကသူတို့ဘယ်လိုပြီးတွေ့ရမှာလဲဗျာစဉ်းစားကြည့်ပေါ့ဒီကောင်ပေါက်တော့ရရှောက်ပြောတာနဲ့အကုန်ရှုပ်ကုန်ပါလေဒီကောင်သူ့အမေက A လို့ပြောတယ်ဒီကောင် B လို့ပြောမယ်ကောင်အဲ့ဒါကြောင့်မလို့သူရှင်းပြသူ့အမေကိုယ်တိုင်တော့ဒီကောင်တွေ့ချင်တဲ့ပုံမပေါ်ဘူးဗျကျွန်တော်သိရသလောက်တော့တွေ့ကြဘူးဘာလို့သူသားညက်မှာကြောက်တော့သူ့အမေကိုယ်တိုင်တွေ့ချင်တဲ့ပုံမပေါ်ဘူးပြီးတော့အဲ့ဒီကင်မရာဆိုလည်းသူ့အမေနဲ့တွေ့ချင်နေတာပြောတာတရားဝင် email ပို့ပြီးဆက်သွယ်ပြီးတော့နိုင်ငံရေးသဘောတူညီမှုရုပ်တာလောက်တာမျိုးမရှိဘူးပြီးတော့မိသားစုဝင်တယောက်အနေနဲ့သူတေးချာတက်သူ့အမေကိုတကယ်တခြားတွေ့ချင်ရင်သူပြောတဲ့စကားတွေကသတိကြီးထားပြီးတော့ဂရိကိုတီတီနဲ့သူလောက်အောင်ပါဗျအဲ့လိုမဟုတ်ဘဲနဲ့ခင်ဗျာပေါက်လို့ပဲသားကြီးရှောက်ပြောနေလို့တီးတဲ့အစိုးရကသူ့ကိုဘယ်လိုလုပ်ပြီးအထင်ကြီးမလဲအထင်သေးတာပေါ့ပေါက်လို့ပဲသားပြောတော့ပေါက်လို့ပဲသားကောင်လို့ပဲမှတ်မှာပေါ့ဗျခင်ဗျာရှင်းရှင်းလေးပဲအဲ့တော့တခါကြရင်လေကို့အမေကိုချစ်နေရလားနှိမ့်နေရလားဆိုတော့ဒီကောင်တိပုံရရင်မပေါ်ပါဘူးတိပုံရလည်းမပေါ်ပါဘူးထားပါတော့အဲ့တော့သူကတွေ့ပြီးပြောနောက်တစ်ခါဘာပြောဆိုဒီနေ့ဆိုရင်ကိုရီးယားတို့ဂျပန်တို့နောက်တစ်ခါဒီပြင်သစ်တို့ UK တို့Netherlands နောက်တစ်ခါဒီ American ဆက်ရှိတဲ့နိုင်ငံတော်တော်များများရှိတဲ့အဲ့ဒီရောက်နေတဲ့မြန်မာတွေရဲ့မြန်မာတချို့ပေါ့နော်မြန်မာတချို့ပေါ့အဲ့မှာရောက်တဲ့မြန်မာတချို့ကမြန်မာတချို့ဆိုလူလက်တဆုပ်ကလူတစုပါအဲ့လူတစုကတော့မြန်မာလူတစုကဒီတပ်မတော်အာဏာထိန်းတဲ့9နှစ်ကိုမကျေနပ်တဲ့9နှစ်ပြည့်ထိမဆန္ဒပြကြတယ်ပေါ့နော်ဆိုတော့ဆန္ဒပြတဲ့နိုင်ငံတွေကဂျပန်လို့ကိုရီးယားလို့အစရှိတဲ့နိုင်ငံတွေဆိုတော့ကျွန်တော်စိတ်ထဲမှာတွေးမိတာပေါ့နော်မြန်မာနိုင်ငံကိုမြန်မာနိုင်ငံရဲ့အာဏာကိုထိန်းတာဂျပန်လားကိုရီးယားလားမသိဘူးသူတို့ကဆန္ဒပြနေတာဂျပန်တို့ကိုရီးယားမှာပြနေတာဆိုတော့ဂျပန်တို့ကိုရီးယားတို့ကလူတွေကတွေးမှာပေါ့ဟာသူတို့နိုင်ငံအာဏာကိုထိန်းတာငါတို့မဟုတ်ဘူးလေဘာလို့ငါတို့နိုင်ငံလာပြနေလို့တွေးကုန်တွေးနေတယ်သူတို့ကအာဏာထိန်းတယ်ငါတို့များလားဆိုတောက်တွေးစရာဖြစ်နိုင်သေးတယ်တခါကြရလေဒီတော့ရည်ရတယ်ပေါ့ဗျာဆိုတော့ပြကြတယ်ဒီလိုနဲ့ပဲအဲ့လိုနဲ့ပဲတစ်နှစ်ပြီးနောက်ဆုံးတော့9နှစ်ပြည့်လာခဲ့ပြီနောက်လာအောင်6နှစ်9နှစ်10နှစ်9နှစ်ဒီလိုပဲသွားအောင်ပါဆိုတော့9နှစ်သာပြည့်သွားတယ်ရလက်ကဘာလဲလို့မေးခင်ဗျားတို့အဖြစ်မြင်သွားပြီနော်ဒီတဲ့အစိုးရကတော့သူ့အလုပ်ကိုသူဆက်လုပ်တယ်သူ့အလုပ်ကိုသူအောင်မြောင်ဆက်သွားတယ်သူပြောတဲ့ roadmap အတိုင်းသူတလန်းချင်းလျှောက်လာတယ်တလန်းချင်းလျှောက်တာပြီးတော့သူကတခုချင်းသူတို့ရဲ့ process တိုင်းလုပ်သွားတာတွေ့ရတယ်ဆိုတော့ဘာပဲပြောပြည်သူလူထုအနေနဲ့လည်း9နှစ်အတွင်းမှာ9နှစ်ကြာသွားတဲ့ခါမှာပြည်သူလူထုကအခြေအနေတစ်ခုကိုသဘောပေါက်သွားကြပြီလို့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့လူတစုကတော့မမြင်သေးဘူးပြည်သူလူထုကတော့မြင်နေပြီပြည်သူလူတစုကတော့နည်းနည်းမမြင်သေးဘူးပိတ်နေတော့ပေါ့နော်အဲ့တော့ပြည်သူလူထုပိတ်နေတဲ့ပြည်သူလူစုတော့ကျွန်တော်ဘာမှတရားလည်းမပြပါဘူးတရားလည်းမချပါဘူးဆိုတော့ဒီအုပ်စုကမြတ်စွာဘုရားနောက်တစ်ခါပြန်ပြီးတော့ဆင်းလာပြီးတော့တရားပြန်ဟောတော့ကြုတ်မဲ့ဟာတွေမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောမနေတော့ဘူးဒီလူတွေကတော့ဒီလူစုကတော့သူ့တိုင်းနဲ့သူကရှိပါသေးတယ်လို့ပဲကျွန်တော်တို့ပြစ်ထားမှာပဲအဲ့တော့ကျွန်တော်တို့ပြည်သူလူထုကြတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျွန်တော်တို့ကြီးစက်ကြရအောင်ပဲဘသူပါကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကိုကျွန်တော်တို့ခီးတူရှောက်ကြရအောင်ပဲအဲ့ဒါကိုသိဖို့တော့လိုတယ်လို့ကျွန်တော်တို့ပြောချင်တယ်တိုင်းပြည်ကလူတယောက်တည်းနဲ့တိစောက်ထားတာမဟုတ်ဘူးကျွန်တော်တို့လူပေါင်းများစွာတိုင်းရင်းသားပေါင်းများစွာနော်ကိုယ်ွယ်ရယုံကြည်ရမတူတူပေါင်းများစွာနဲ့တိုင်းပြည်ကိုတိစောက်ထားတာဖြစ်တယ်အဲ့တော့ဒီတိုင်းပြည်ကိုကျွန်တော်တို့အတူခီးသွားကြအောင်ပဲဘသူမပါလို့ဆိုပြီးတော့ခီးကိုစောင့်နေလို့မရဘူးဒီရထားတို့ရဲ့ဆက်ထွက်ပါပဲအဲ့တော့ဒါလေးကိုသိဖို့ကျွန်တော်ပြည်သူတွေလည်းသိကြလိမ့်မယ်လို့ယူဆတယ်ဒါလေးကိုကျွန်တော်ကြုံကြိုက်လို့ဒါထက်ပြောတာပေါ့နော်နောက်တဲ့ issue တစ်ခုကြတော့ဗျာကျွန်တော်တို့ဒီဘာလဲဆိုတော့
စီဝါရေးကိစ္စတွေနဲ့ဆက်ဆက်တယ်ကျွန်တော်ပြောပါမယ်ဟုတ်နော်စီဝါရေးကိစ္စဆက်ဆက်တယ်အဲ့ဒါဘာလဲဆို LNG ပေါ့ LNG ပေါ့ LNG ကိစ္စလေးပေါ့နော် LNG နဲ့လျှက်စစ်ပေါ့ဒါကျွန်တော်တို့ the statesman journal ရဲ့အမှတ်စဉ်အတွဲနဲ့အမှတ်1ပြန်ထားပါတော့နော်အမှတ်စဉ်101ပေါ့နော်အမှတ်စဉ်101လို့လည်းခေါ်လို့ရတယ်ဒါပေမဲ့အတွဲနဲ့အမှတ်1လို့ပဲကျွန်တော်ကအမှတ်စဉ်100ကိုတွဲမှတ်လိုက်ပြီးတော့အတွဲနဲ့အမှတ်1စပြန်ထွက်လာပါတော့နော်ဆိုတော့ဒါကျွန်တော် statesman journal ဒီနေ့ရန်ကုန်တို့sorry နေပြည်တော်တို့နယ်မြို့လေးအချို့ရောက်ပါပြီရန်ကုန်ကတော့မနေ့ရတဲ့ရကြပါတယ်ဆိုတော့ဒါကျွန်တော်တို့ရဲ့ cover story ပါဆိုတော့အဲ့မှာလည်းကျွန်တော်လက်စစ်ကိစ္စကျွန်တော်တို့ပါပါတယ် LNG နဲ့လက်စစ်သုံးမဲ့အုပ်စုတယူနစ်ကို900နဲ့900ကျကောက်မယ်လို့ကျွန်တော်သတင်းရတယ်ဒါပေမဲ့မနေ့ကအစည်းအဝေးမှာမနေ့ကလည်းတနေ့ကလည်းအစည်းအဝေးမှာဆုံးဖြတ်တာတို့900ကျလို့ကျွန်တော်ကြားပါတယ်900ကျလို့ကြားပါတယ်အဲ့တော့လက်စစ်နဲ့ပတ်သက်တယ်လည်းစိတ်ဝင်စားဖို့ကောင်းတာလေးပါပါတယ်အဲ့တော့ဒါမိုးကုတ်ကိုတော့မြို့ကန်နေလူ30ရာလို့ကျွန်တော်ပြန်ဝင်နေပြီလို့ကြားတယ်ဒီမှာဒါတော့အမြန်လန်းစွာချောင်းတရားပြည်တိဆောက်မှုဟိုကျွန်တော်တို့အမြန်ဖြတ်သွားရင်ကျွန်တော်တို့တွေ့ပါလိမ့်မယ်အဲ့တရားတိဆောက်ပြီးမတ်လာပြီးမယ်တဲ့အဲ့တော့ကာဘာစတိုရီကတော့တမနာလောင်းရှာပုံတော့ပေါ့ဘာလို့ဆိုတော့ခုချိန်ထိဘယ်သူတမနာလဲတမနာလောင်းဘယ်သူလဲဘယ်သူတမနာဖြစ်မှာလဲဆိုတော့ခုချိန်ထိသိရင်တော့မသိဘူးဖြစ်နေတယ်သိတယ်လို့နဲ့မသိဘူးဖြစ်နေခုချိန်ထိဘာလို့ဆိုတော့ပုံမှန်ဆိုရင်အနိုင်ရပါတီဥက္ကဋ္ဌတွေကသူကတမနာပေါ့ကျွန်တော်နိုင်ငံရဲ့တမနာကိစ္စလည်းထူးခြားတယ်တခြားနိုင်ငံတွေမတူဘူးအဲ့ဒါတော့တကယ်မှန်နော်နောက်တစ်ခုကဒါ LNG ကိစ္စတော့ဒီပြပကိုလူတွေထွက်ပြေးတိမ်းရှောင်နေကြတဲ့လူတွေကိစ္စတွေနဲ့အလုပ်သမားကိစ္စနောက်တစ်ခါဒီမှာဒါ AA ရဲ့လို့ရတော်တော်ဆိုးတယ်ချင်းတိုင်းသားတွေကိုချင်းတိုင်းဝင်းသားတွေကို AA ရခိုင်သားတွေတင်ခိုင်းနေတယ်အဲ့ဒါတော်တော်ဆိုးတယ်ဗျနော်ဒါလူမျိုးရေးရတော်တော်ဒုက္ခပေးတာပဲလူမျိုးရေးရအပေါ်နေထက်စီးနင်းလောက်တာလူမျိုးရေးရလွှမ်းမိုးဖို့ကြိုးစားတာပေါ့နော်ချင်းတိုင်းသားတွေကဘာကိစ္စရခိုင်စကားတင်ကြလို့ဘာလူမျိုးရေးရလွှမ်းမိုးဖို့ကြိုးစားရလားလူမျိုးရေးရဒါဘယ်လိုခေါ်မလဲကြုံပြုတ်ကိုကြိုးစားရလားပေါ့နော်အေးရအဲ့လိုမေးရမှာဖြစ်တယ်ချင်းတိုင်းသားတွေကိုကလေးတွေကိုပလောက်အောင်သိတဲ့အေးရရခိုင်သားတင်ခိုင်းနေတယ်တဲ့နော်မြောက်ရီလုံခြုံရေးကတော့ခင်းကျင်ကတော့အခုတော်တော်ပွဲရလှဒီသတင်းတွေကျွန်တော်တို့ရှိမှာပုံမှန်ရှိပါတယ်အခြားစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းပေါင်းများစွာနဲ့ကျွန်တော်တို့ဒီနေ့ the statesman journal ကတော့ထွက်ရှိနေပြီကျွန်တော်ဝယ်ယူဖက်ရှိတဲ့အားပေးတဲ့လူတွေကျေးဇူးထူးတင်ပါတယ်အဲ့မှာလျှက်စစ်ကိစ္စလေးပါလာတော့ LNG နဲ့လျှက်စစ်သုံးမဲ့အုပ်စု900ကျပ်ကောက်မယ်လို့သိရတယ်အဲ့တော့ပြည်သူလူထုနဲ့ဆိုင်လားလို့မေးမယ်ခင်ဗျားတို့မေးမယ်ပြည်သူနဲ့ဆိုင်လားပေါ့ပြည်သူနဲ့မဆိုင်ဘူးပြည်သူနဲ့မဆိုင်ဘူးဆိုတာပြည်သူတွေကိုပေးတဲ့လျှက်စစ်မီးကပြည်သူတွေလက်ရှိကောက်တဲ့ဈေးနှုန်းရှိတယ်တယူနစ်ကို90ကျပ်ကနေ150ကျပ်ထိကောက်တာအမြင့်ဆုံးပဲနော်အဲ့တော့300ကျပ်လည်းရှိတယ်ပေါ့အမြင့်ဆုံးဆိုတော့အဲ့တော့တယူနစ်ကို90ကျပ် base ကနော် base line ကတယူနစ်ကို90ကျပ်နဲ့ကောက်တယ်ပြည်သူတို့ဒါပေမဲ့စက်မှုဇုံတွေစက်ယုံတွေပေါ့ဗျာစက်ယုံတွေနဲ့ဒီအထူး area တွေဘာညာတွေပေါ့ဗျာကွန်ဒိုတွေအဲ့ဒါတွေဆိုရင်တော့စေးယုံတွေအဲ့ဒါတွေတော့တယူနစ်ကို900ကျပ်နဲ့ဒါ LNG နဲ့ပြီးမယ်အဲ့ဒါတော့ 33 kVA line နဲ့ပြီးမယ်လို့ကြားတယ်33 kVA line တွေကပြေးမယ်လို့တော့ကျွန်တော်အကြမ်းမြင်ကြတယ်သူကဒီတိုင်းတော့ရှိသမျှ line တွေရှောက်ပြေးလို့မရဘူးဗျကျွန်တော်သိတော့ဟိုရှိသမျှ line တွေရှောက်ပြေးမှာမဟုတ်ဘူးねသူကသူ့ရဲ့ပြေးမယ် cable line ရှိတယ်နော်33 cable line ဟုတ်တယ်33 line ပေါ့33ပေါ့အဲ့ကနေသွားမှာအဲ့ကနေပြေးမှာတဲ့ကျွန်တော်သိရတော့အဲ့ line ပေါ်နေပြေးတဲ့ လက်စစ်မီအဲ့အတွက်သွားပြီးမကောက်ပါဆိုတော့နောက်တစ်ခါပြီးတော့ဆိုရလက်စစ်မီနဲ့ပတ်သက်မဂါဝတ်900အထိအောင်ထုတ်ပဲအဲ့ဒါ LNG ထုတ်ပါဆိုတော့ကျွန်တော်အချိန်ကြီးခါပြောခဲ့တဲ့ LNG ကအခုတော့အောင်မြင်ခဲ့ပါပြီအောင်မြင်ခဲ့ပြီဖြစ်တဲ့အတွက်ဘာပြောဝမ်းသာပါတယ် LNG တယူနစ်ကို900ကျပ်နဲ့ဆိုရင်အဲ့ LNG လောက်ခွင့်ရကုမ္ပဏီတော့တယူနစ်ကိုဘယ်နှကျပ်မြတ်လဲတော့ကျွန်တော်မသိဘူးနော်စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့မဂါဝတ်900ဆိုရင်ကျွန်တော်တို့အချမ်းမြင့်တွက်ရင်1မဂါဝတ်ကိုဒေါ်လာ1သန်းလောက်အနည်းဆုံးကုန်တယ်လို့အချမ်းမြင့်ပေါ့နော်1သန်းဆိုဒေါ်လာ300ကျော်ကုန်ခံပြီးတော့ investment လုပ်ထားတယ် invest လုပ်ထားတယ်လို့300လောက်ပတ်ချတယ်လောက် invest လုပ်ထားတယ်ကုန်မှန်းလို့ရတာပေါ့နော်အဲ့လောက်လောက်အောင်ပေါ့နော်အဲ့တော့အဲ့ဒါမှတော့ဟိုအဲ့ဒါမှတော့ကောက်တဲ့နှုံးနေပါပြန်ပြီးတော့သူအများဆုံးဘယ်လောက်ထွက်မလို့ကျွန်တော်မသိဘူးတယူနစ်ကိုထားတော့100ကျပ်ပဲမြတ်တယ်ဆိုရင်တော့မနေပါဘူးမနေဘူးပေါ့နော်အဲ့ကုမ္ပဏီကတော့တော်ချမ်းသာယူပူပြီးချမ်းသာယူပါဗျာဆိုတော့ဘယ်ကုမ္ပဏီလဲဆိုတော့ကျွန်တော်သိလည်းမပြောပါဘူးသိလို့မပြောပါဘူးတော်တော်လေးဒါဒီ project ကိုရရတဲ့လူကလည်းတော်တော်လေးဟိုသူ့လိုပြိုင်တဲ့လူတွေအများကြီးရှိကြားတဲ့ကနေသူပဲရပါတယ်ပေါ့နော်ဆိုတော့သူရရင်ကြောင်းရင်လည်းရှိမှာပေါ့ဗျာနော်သူကြောင့်ရှားကိစ္စရှိမှာပေါ့အဲ့ဒါစိတ်ဝင်စားဖို့တော့ကောင်းတယ်တခါကျလည်းစီဝါရေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်အများကြီးပဲဗျာစီဝါရေးတွေမှာစိတ်ဝင်စားဖို့ကောင်းတဲ့ issue တွေအများကြီးရှိတယ်စီဝါရေးတွေမှာအဲ့တော့ကျွန်တော်စီဝါရေးသတင်းပို့စိတ်ဝင်စားတယ်အဲ့တော့ဒီလက်စစ်တဲ့ပတ်သက်တော့အခုအစိုးရကလက်စစ်ဝန်ကြီးကတော့သူလက်စစ်မကဝတ်တိုးထုတ်တာရှိနေတယ်ဆိုတော့ပြောတယ်ဘာပြောအခုဒီကာလတွေအတွင်းမှာရန်ကုန်မန္တလေးနေပြီးတော့ဆက်ရှိတဲ့မြို့ကြီးတွေရဲ့အခြားမြို့သေးသေးလေးတွေမှာလက်စစ်မီးကနည်းနည်းလေးမှန်နေတယ်ပေါ့ဗျာပြတ်သွားတယ်ဆိုတာတော်တော်နည်းတယ်လို့ကြားတယ်အဲ့တော့ဒါဝမ်းသာစရာသတင်းပါပဲဟိုပြတ်တာမီးပြတ်တာနည်းပြီးတော့မီးပြတ်တာနည်းပြီးတော့ဒီမီးပုံမှန်ဒီပါမရတော့တော်တော်လေးမီးလာနေဆိုသိတယ်တော့ဝမ်းသာပါတယ်ဘာပြောမီးမှန်နေအလုပ်တွေအများကြီးလုပ်လို့ရတယ်အများကြီးအလုပ်တွင်တယ်အဲ့ဒါတော့သိကြတယ်အဲ့တော့အစိုးရအနေနဲ့ဒီကိစ္စကိုအကောင့်ထဲသိချဖော်ပြီးလာမယ့်အစိုးရအသစ်လက်ထက်ကြရင်တော့ပိုကောင်းတဲ့
လက်စစ်နဲ့ပတ်သက်ပူကောင်းတဲ့အရွှေ့လုံနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ရတာပေါ့နော်ဆိုတော့ဒါကတော့တက်စစ်ပြီးနဲ့ပတ်သက်တာနော်ပြီးတော့ပြည်သူလူထုနဲ့မဆိုင်ပါဘူးတချို့တွေသတင်းတွေဖြစ်မှာဆိုလို့ကြာငါတို့တယူနစ်900ချက်ကောက်တော့မလားမသိဘူးဆိုသတင်းတွေပြန့်ထွက်သွားမှာဆိုလို့မဟုတ်ပါဘူးပြည်သူလူထုရှိကိုတယူနစ်ကို900ချက်ကောက်တာမျိုးမလုပ်ပါဘူးတယူနစ်900ချက်ကောက်တော့ပြည်သူလူထုစုမလုပ်ပါဘူးဘယ်သူစီကောက်လဲခုနစက်မှုဇုံတွေစက်ယုံတွေဟိုတယ်တွေနောက်တစ်ခုပါလဲဆိုတော့သူ့ရှန်နေ line ယူမဲ့သူတွေပေါ့ဗျာနော် VIP အိမ်ယာတွေပေါ့အိမ်ယာတွေကွန်ဒိုတွေနောက်တစ်ခါဆေးရုံတွေအမှန်တော့အဲ့ line ကိုယူမယ်လို့ခင်ဗျားဆုံးဖြတ်ရင်ခင်ဗျားကို900ကောက်ဒါပဲရှင်းတယ်ပြည်သူလူထုစီပေးတဲ့မျိုးတော့ဝင်မှာဖြစ်တတ်ထားမှာအဲ့တော့ဒါတွေကတတ်တီးချာ line တွေတွေ့ထားတာလို့ကျွန်တော်ပြောလို့ရပါတယ်အဲ့ဒါလေးကိုသိစေချင်လို့လက်စကေးထည့်ပြောတာပါနောက်တစ်ခုကမနေ့ကတော့ကျွန်တော်တို့တရုတ် MCITP လို့ခေါ်တဲ့တရုတ်မြန်မာပေါ့နော်တရုတ်မြန်မာနိုင်ငံဒီစီးပွားရေးအဖွဲ့ကြီးပေါ့နော်ကုန်သွယ်ရေးစီးပွားရေးအဖွဲ့ကြီးအဲ့ဒီအဖွဲ့ကြီးကိုမနေ့ကဖွဲ့စည်းလိုက်တယ်ပေါ့ဗျာဖွဲ့စည်းလိုက်တော့ကျွန်တော်လည်းအဲ့ပွဲကိုကျွန်တော်သွားတက်ပါတယ်သူ့ရဲ့အပြည့်စုံကတော့မြန်မာတရုတ်ယင်းနှိမ့်မှုနဲ့ကုန်သွယ်မှုမြင့်တင်အသင်းလို့ခေါ်ပါတယ်မြန်မာ China Investment and Trade Promotion Association ပေါ့နော်အဲ့လိုကြားပါတယ်အဲ့တော့သူ့ကိုဘာကြောင့်ဖွဲ့ရလဲဆိုတော့ဗိုလ်ချုပ်မှုကြီးမြောက်နိုင်ကတရုတ်ပြည်သွားတဲ့ခီးစဉ်မှာဒါဖွဲ့ဖို့ဆိုပြီးတော့သူပြောခဲ့တာဖြစ်တဲ့အတွက်ဘာပြောဒါဖွဲ့လာတယ်ပြောလို့ရတယ်အဲ့တော့ကျွန်တော်ဟာမနေ့ကတော့စီးပွားရေးဟိုအဖွဲ့နေကျွန်တော်တွေ့တဲ့ခါကျွန်တော်တယောက်ကိုမေးလိုက်ပါတယ်မေးတဲ့ခါကျတော့မေးတယ်အဲ့ဒီ MCITP ဆိုတဲ့အဖွဲ့ကလို့တရုတ်မြန်မာနယ်စပ်မှာရှိတဲ့မြေရှားသတ္တုတူးဖော်ရေးကိစ္စတွေတရားမဝင်မြေရှားတူးတာတွေတရားမဝင်ကြောက်တူးတာတရားမဝင်သတ္တုတူးဖော်ရေးလုပ်တာတွေတရားမဝင်သစ်တွေခိုးတာတွေအဲ့ဒါတွေကိုအဲ့ဖွဲ့စည်းရတိုက်တာတခုဒီကာဝယ်ဆောက်ရှောက်နေတဲ့ဖွဲ့စည်းဖြစ်နိုင်မှာမလားလို့မေးတော့ရီတချို့ရီတော့ရီတယ်ဗျဘာလို့ဆိုတော့ကျွန်တော်ကမြေရှားတွေဆိုခိုးတူတယ်ဗျာခိုးတယ်ချတယ်မျိုးစုံတယ်အဲ့တော့ဒီဖွဲ့စည်းရပေါ်လာတဲ့ကဒီဖွဲ့စည်းရဒီလိုကိစ္စတွေကိုကန့်ကွက်တာမျိုးဒါမျိုးတွေကိုလိုက်ပြီးတော့ monitoring လုပ်ပြီးတော့တရုတ်ဘက်ကိုရောမြန်မာဘက်ကိုနှစ်ဖက်စလုံးတားတာမျိုးတားတင်တယ်လို့အစိုးရရဲ့ဟိုအထောက်အကူပြုဖွဲ့စည်းဖြစ်နေရှိမယ်ပုံစံမျိုးလို့ဖြစ်ဖို့ကျွန်တော်မျှော်လင့်တာပေါ့နော်အဲ့တော့ရီးပါတယ်ပြီးတော့ဘာပြောလဲဆိုတော့ဒီ MCITP ကဗိုလ်ချုပ်မှုကြီးကတရုတ်ပြည်မှာသွားတော့ဟာနော်အဲ့တော့ကသူပြောခဲ့တာပြီးတော့ဗိုလ်ချုပ်ကြီးအဲ့မှာခင်ဗျားတို့မီဒီယာတွေမှာမပါပြီမယ်တဲ့ဗိုလ်ချုပ်ကြီးပြောခဲ့တာတခုရှိတယ်တဲ့တရုတ်ယူနန်ပြည်နယ်ကတာဝန်ရှိသူတွေနဲ့တွေ့တဲ့အခါမှာဗိုလ်ချုပ်ကြီးကပြောတယ်ခင်ဗျားတို့ယူနန်ပြည်နယ်ကတချို့လူတွေနေနဲ့မြန်မာပြည်ကနေပစ္စည်းကုန်ပစ္စည်းတည်လာရင်မြန်မာအစိုးရကတရားဝင်ထုတ်ပေးထားတဲ့ license ပြေစာပါမစ်တခုမှမပါဘဲနဲ့ခင်ဗျားတို့တရုတ်ပြည်ဝင်လာတဲ့ပစ္စည်းတွေကိုယူတာမျိုးမလုပ်သင့်ဘူးအဲ့လိုသူကပြောခဲ့တယ်လို့ပြောတယ်ဆိုတော့ဒါဗျာမြန်မာပြည်ကအစိုးရရဲ့တရားဝင်စာရွက်စာတမ်းတစ်ခုမှမပါဘဲနဲ့ပစ္စည်းတွေတရုတ်ပြည်ကမှောင်ခိုတွေတရားမဝင်လမ်းကြောင်းတွေဝယ်နေရမျိုးတွေကိုမလုပ်တင်ဘူးရပ်တင်တယ်လို့ဗိုလ်ချုပ်မှုကြီးကအဲ့ယူနန်ပြည်နယ်မှာရှိတဲ့အရာရှိတွေတော်တော်များများတွေ့တဲ့အချိန်မှာသူပြောခဲ့တယ်လို့အထက်မှာကျွန်တော်ကြားပါတယ်အဲ့လိုပြန်ပြောပါတယ်တရားပါဆိုတော့အဲ့လိုဗိုလ်ချုပ်မှုကြီးပြောခဲ့တယ်ပြတယ်ပြောရင်တော့တိတယ်သူတိတယ်ပေါ့ဗိုလ်ချုပ်မှုကြီးတိတယ်ပေါ့ဒီကိစ္စတိတယ်တော့သူကလည်းဒီတရားမဝင်ကိစ္စတွေကိုသူလည်းမကြိုက်ဘူးအဲ့ဒါကြောင့်မို့တရုတ်ကသူဒါတွေပြောခဲ့ပါတယ်ဆိုပြီးတော့ကျွန်တော်ပြောပါတယ်အဲ့တော့ဒါလည်းဒါဆိုရင်ဒီလိုပြောရဆိုရင်ဒါမဆိုးပါဘူးဒါကျွန်တော်ပြောရင်မဆိုးဘူးဒါပြောတင်ပြောတဲ့စကားကိုသူဒီပြောတင်ပြောတဲ့နေရာမှာ right time right place မှာသူပြောခဲ့တာပါဆိုတော့အဲ့လိုကျွန်တော်နားလည်ထားပါတယ်အဲ့တော့ဒါလည်းကောင်းတဲ့ကိစ္စအဲ့တော့ဒီ MCITP ကလည်းမနေ့ကဘာဖြစ်တဲ့အချိန်မှာကျွန်တော်မှကြည့်ပြီးတော့ပွဲစီစဉ်တဲ့သူတွေကိုလည်းပြိုးစီဖြစ်မိတယ်တကယ်ပါပြိုးစီဖြစ်မိတယ်အဲ့ဆိုပွဲအလော်ကြီးလောက်ရတယ်အလော်ကြီးဖွဲ့ရတယ်ဖြစ်နေမနေ့ကမှထပြီးတော့ချက်ချင်းဆိုသလိုအသင်းဝင်ဖြစ်သွားတဲ့လူတွေအဖွဲ့ဝင်ဖြစ်သွားတဲ့လူတွေမျိုးစုံပေါ့ဗျာဟိုဟာရတရားဟိုယာရုတရားတာဝန်ယူရတဲ့လူတွေပေါ်ပေါက်ခဲ့တယ်မနေ့ကမှထပြီးတော့ဆိုတော့ပြောရရင်အစောကြီးတဲ့သူတို့ပြင်ဆင်မှုအပိုင်းတွေမှာပေါ့ရောက်ခဲ့ပုံရတယ်အားနေခဲ့ပုံရတယ်ဗျပြီးတော့အခမ်းအနားအပြင်ဆင်လုပ်တာတွေအစပေါ့နော်အသေးအတန်ကြီးပြားပြားကြီးလောက်ရတာတွေတွေ့ရတယ်ပြီးတော့ပထမအပိုင်းမှာလူကြီးတရားမလားလူကြီးသွားမှာအစိုးရအာဏာပိုင်ဖွဲ့စည်းလူကြီးတရားမလားတရုတ်ဘက်ကလည်းကိုယ်စားလှယ်တရားမလားမလာဘဲနဲ့အဲ့စီးပွားရေးလုပ်ငန်းရှင်ပဲအခုရွှေတန်လွင်ဦးကျော်ဝင်းကဥက္ကဋ္ဌပေါ့ဗျာအဲသူ Skynet ရွှေတန်လွင်ဦးကျော်ဝင်းဥက္ကဋ္ဌကျန်တဲ့အမှသူ့အဖွဲ့တွေအကုန်ပါတယ်ပေါ့အဲ့ဒါတွေနဲ့သူတို့အဖွဲ့ပဲလောက်ကြတာတွေ့ရတယ်ကိုယ်စမှုအသိချုပ်ကဥက္ကဋ္ဌလည်းတက်တယ်ပေါ့တက်ပြီးတော့ပြကြတယ်နော်အဲ့တော့ပြီးတော့မှဒုတိယပိုင်းလောက်ကြာမှ6နာရီလောက်ကြာမှ6နာရီပတ်လည်လောက်ကြာမှဘသူရောက်လာလဲဆိုတော့အမှဒီရန်ကုန်ဝင်းကြီးချုပ်ရောက်လာတယ်ဒုဝန်ကြီးတယောက်ရောက်လာတယ်ဒုဝန်ကြီးတယောက်ရောက်လာတယ်နောက်တစ်ခုကတာမကြီးမှာကြားတော့ရောက်လာတယ်နော်အဲ့တော့မှအစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့တရုတ်ဘက်ကကိုယ်စားလှယ်တက်တာတွေ့ရတယ်ဆိုတော့အဲ့ဒါအတွက်လည်းအသေးအတန်သူပြင်ဆင်နေကြတာလည်းတွေ့တယ်မြန်ဆန်ပြင်ဆင်နေရတယ်သဘောဝိုင်းစီစဉ်တာအစမျိုးစုံပေါ့နော်ဆိုတော့ဟိုဒီအဖွဲ့အစည်းကပြပါသလဲလောက်ရတဲ့အဖွဲ့အစည်းလိုဖြစ်သွားတာပေါ့နော်ပြပါသလဲပုံမှန်ကြီးမားခဲ့တာကြာပါပြီဒါပေမဲ့ပြပါသလဲနဲ့အခုချိန်အခုမှအသေးအတန်ကောက်ပြီးလောက်ရသလိုဖြစ်နေတာတော့တွေ့ရတယ်ဆိုတော့ကြည့်ရတာဒီအဖွဲ့အစည်းဘယ်လိုများသူရှိကိုခီးဆက်ကြမလဲတော့ကျွန်တော်မသိဘူးကျွန်တော်စိတ်ဝင်စားတယ်ဒီအဖွဲ့အစည်းတရုတ်မြန်မာနိုင်ငံကြားမှာကုန်သွယ်ရေးတွေလည်းဒီအဖွဲ့အစည်းကြောင့်ပိုတိုးလာအောင်လုပ်ဖို့ရှိတယ်2030 2025နဲ့2030အတွင်းမှာဘီလီယံ100လောက်ထိကုန်သွယ်ရေးဖြစ်လာအောင်လုပ်ဖို့ကြိုးစားမယ်လို့ရင်းနှီးမြှုပ်နှံမှုဘီလီယံ900လောက်ဖြစ်အောင်လုပ်မယ်လို့စသဖြင့်ပြောဆိုပြောရတာတွေ့ရတယ်ဒေတာတွေတော့နော်အဲ့တော့ဘာဖြစ်တကယ်လဲတရုတ်တွေကစီးပွားရေးတကယ်လုပ်ရတယ်တရုတ်တွေတကယ်လုပ်ပါတယ်သေချာတကယ်လုပ်ပါတယ်
တကယ်လုတ်တိုင်တကယ်လုတ်ပါတယ်ဒါပေမဲ့တစ်ဖက်တည်းကအောင်မြင်ပြီးတော့တစ်ဖက်မှာတောင်ထုံးပြီးတော့တစ်ဖက်မှာကမ်းပြူသွားတဲ့စီးပွားရေးမျိုးဖြစ်တာမျိုးတော့ကျွန်တော်သတိထားရမယ်လို့မြင်တယ်အဲ့ဒီဖွဲ့စည်းကတစ်ဖက်တောင်ပြူပြီးတစ်ဖက်မှာကမ်းပြူပြီးတစ်ဖက်မှာတောင်ထုံးတဲ့စီးပွားရေးပုံစံမျိုးမဖြစ်အောင်ဒီဖွဲ့စည်းကလုတ်ပေးနိုင်ရင်တော့ကောင်းပါတယ်ကျွန်တော်ဒီဟာစောင့်ကြည့်ရအောင်ပေါ့နော်ဆိုတော့အဲ့ထက်မှာမြန်မာလုပ်ငန်းရှင်တွေအများကြီးပါပါတယ်တရုတ်ဘက်ကလုပ်ငန်းရှင်တွေလည်းပါပါတယ်ဒီဖွဲ့ထဲမှာအဲ့တော့ဒီ MCITP ဆိုတဲ့အဖွဲ့အစည်းကဘယ်လိုပုံစံနဲ့ဒီမြန်မာနိုင်ငံစီးပွားရေးကိုထိန်းချုပ်မောင်းနေမလဲတရုတ်မြန်မာနိုင်ငံကြားစီးပွားရေးလုပ်ငန်းတွေဘယ်လိုထိန်းချုပ်မောင်းနေမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်အောင်အခုကဦးဖီးဖားစဖွဲ့စည်းကသာဆိုတော့အများကြီးပြောလို့မရသေးဘူးပဲစောင့်ကြည့်ရမယ်ဖွဲ့စည်းတစ်ခုဖြစ်နေရှိနေတာတော့တွေ့ရတယ်ပေါ့နော်ဒါလေးကကျွန်တော်ဒီနေ့ကနေပြောတာပါနောက်တစ်ခုကဒီနေ့အပိတ်လေးကခေါင်းတရားဝင် ethic business လို့ခေါ်တာပေါ့နော် ethic business လို့ကျွန်တော်တို့ဒါဒီလိုပဲသုံးပြရစီ ethic ရှိသော business တွေဘက်ကိုရွှေ့တာမျိုးပဲကြိုက်တယ်လို့ကျွန်တော်ပြောပြရစီနော်အဲ့တခါနောက်တစ်ခုကဆက်ဆက်ပြီးတော့ဒီ ethic business လို့ ethic လို့ဘာလို့ညပြောရင်းနဲ့ဒီဒါလေးအပိတ်လေးကဘာလို့ဆိုတော့မလေးရှားမှာဖြစ်တဲ့ကိစ္စလေးပေါ့နော်မလေးရှားရေပြင်ပိုင်တဲ့ရေပြင်မှာရေနံစိမ့်တွေခိုးသွင်းတဲ့တင်မောတစီကိုဖမ်းဆီးရမိတယ်ရေနံစိမ့်တွေခိုးသွင်းတင်မောတစီဖမ်းဆီးရမိတယ်ဒေါ်လာ129.9ပေါ့ဒေါ်လာ130လောက်တန်ကြီးရှိတဲ့ရေနံစိမ့်တွေကိုခိုးသွင်းတဲ့တင်မော2စီးကိုမလေးရှားရေတပ်ကဖမ်းဆီးရမိတယ်အဲ့ဒီထဲမှာမြန်မာတွေပါနေတယ်အဲ့တင်မောမှာမြန်မာနိုင်ငံသားတွေပါနေတယ်တင်မောမှာမြန်မာတရုတ်အီရန်ပါကစ္စတန်အိန္ဒိယအစရှိတဲ့ဝန်ထမ်း53ဦးလောက်ပါတယ်တဲ့သူတို့ရေနံစိမ့်တွေကိုခိုးတယ်တယ်ပေါ့အဲ့တော့ဒီနေ့တင်မော2စီးကမလေးရှားရေပိုင်နဲ့ပြည်နယ်မူကာဟတ်ခရိုင်နောက်ဘက်ရေမိုင်24မိုင်အကွာထဲမှာနော်တွေ့တာပြီးခဲ့တဲ့ပတ်တည်းကမိတာတော့အဲ့ဒါကိုမလေးရှားအစိုးရသတင်းတွေကအခုစထုတ်ပြန်ရေးသားလာတာတွေ့ရတယ်ဆိုတော့အဲ့ဒီမှာမြန်မာတွေပါနေပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာတွေးကြည့်လိုက်တယ်ကျွန်တော်ကြားရတဲ့သတင်းတွေရှိတယ်ပေါ့နော်ဆိုတော့ဒီရေနံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကြီးပိုင်တဲ့ထက်မှလည်းတစ်ခါတလေရေနံနေအဲ့လိုဟိုဟာဖြစ်တရားဖြစ်တာတွေရှိတယ်ပဲကျွန်တော်ကြားတယ်ဆိုတော့ဒါကြောင့်လည်းဒီပင်လယ်ပြင်ကြီးကတခါကျရင်ပင်လယ်ပြင်ကြီးကလေဘာတော့တူလဲဆိုတော့ပင်လယ်ပြင်ကြီးကမောင်ခိုလုပ်တဲ့ကိစ္စတွေလည်းပင်လယ်ပြင်ကြီးကအသုံးတော်ခံနေတာလည်းတော့တွေ့ရတယ်ဗျာနော်ဆိုတော့ဒါကမလေးရှားရေနံကိစ္စပေါ့နော်အဲ့ဒါလေးရှိတယ်လို့ပြောချင်တာအဲ့ဒါလေးပြည့်ရှင်ပါအဲ့တော့ကျွန်တော်ဒီနေ့မနေ့ကတော့ကျွန်တော်ပြောတဲ့အလော်ကြီးကျွန်တော်ပြောသွားတဲ့အထက်မှာမဟာမြတ်မှုဒီဂောဘကအမန္တလေးကဂောဘကဦးလေးရကျွန်တော်အော်ခဲ့တဲ့ဦးလေးလို့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်အဲ့ဒါမဟုတ်ဘူးရကျွန်တော်လူမှားသွားတာအဲ့ဦးလေးရအခုကော်လန်သွားတဲ့ဦးလေးရဦးမြောင်ဝင်ကကျွန်တော်အော်ခဲ့တဲ့လူမဟုတ်အော်ခဲ့တဲ့လူကနောက်တစ်ယောက်ဂောဘကအဖွဲ့နောက်တစ်ယောက်လို့ကျွန်တော်သိရတယ်အဲ့တော့မနေ့ကလည်းအဲ့အားလေးတစ်ခုနည်းနည်းလေးကျွန်တော်လူမှားလူရုပ်တရက်ပေါ်ကတူသလိုဖြစ်နေတော့လူမှားပြီးတော့ကျွန်တော်ပြောလိုက်မိတာရှိတယ်အဲ့ဒါလေးတော့ကျွန်တော်အမှားပြင်နေတယ်ပြစ်ပြောပြစီအဲ့တော့အားလုံးပဲကိုယ်စားသိရှိပါတိုင်းပြည်ကိုစေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုလောဝတီဗီပျော်နေတဲ့လူမိုက်လူရန်လူတက်ဝရန်လူမိုက်လူရန်ကကျွန်တော်ဖြစ်ဆိုတော့ပြောနေအားလုံးပဲကိုယ်နိုင်ပါဗျာရောကုန်